နေနေရဆိုချက်ဟုတ်တယ်ဟုတ်ပါဘူးနော်နော်နော်Hello မင်္ဂလာပါ Hi Hi မင်္ဂလာပါမင်္ဂလာပါမဆနာမင်္ဂလာပါညီမလေးဖွင့်တောင်းလို့မမြတ်သူစားမင်္ဂလာပါရှင်စတင်ဝင်ရမှာပြီကျေးဇူးပါလိုင်းကောင်းလားရှင်ဟုတ်မမတင်တင်ရဲ့ကျေးဇူးပါရှင်အဲ့ဒီတင်ကြီးမင်္ဂလာပါညီမလေးရှင်မပီတီရဲ့ဖွေးသလုံးညီမလေးမင်္ဂလာပါနော်ကျေးဇူးပါအဖမပါပဲမဲ့လေဟိုကိုယ့်ရဲ့ customer တွေပေါ်မှာတကယ်စေတနာမေတ္တာအပြည့်နဲ့ယူတာကျိုးသားလေးနဲ့မှန်ကလေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးဘယ်လိုရမလဲရောင်းဘူးလို့လားမသိဘူးကိုလည်းလှလာနော်ကိုပေးရကိုပြန်ရရဲ့သဘောပေါ့ဟုတ်တယ်မလားအမှဆိုလို့ရှိရင် effort တွေမရှိလို့လေ like လွှင့်ရတာကြရက်ကသိရမလားအမေ effort မရှိပေမဲ့ကိုယ့်ရဲ့လုံးသားလေးစိတ်ထားလေးနဲ့အလုပ်လုပ်တဲ့အခါကျတော့မျက်နှာလေးရအဲ့လိုဘာမှလေး make up တွေပါလေလိမ့်စရာမလိုဘူးသူက glow ပြီးတော့မှလှနေရပါဘောနော်ကိုမရဲ့မြစ်တာလေးဒါမြစ်တာပေးမြစ်တာပြန်ရတဲ့သဘောပေါ့ရှင်ကြရနာလေးပြပေးပါမယ်ခိုင်းလို့ပဲညီမတို့ဒီ page မှာကမှတ်နေရတော့အရင်ခက်လိုမျိုးအရင်လိုခဲ့တော့တစ်နှစ်နှစ်နှစ်သုံးနှစ်ပေါ့နော်အဲ့လိုမျိုးကြီး line တွေမကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ screenshot လေးနဲ့အပေးပါမနေ့ကတနေ့ရလာပြီ line လွှင့်တယ်တနေ့ရတော့ကလည်းcustomer တွေဟိုဘောနော်အပေးကြတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီ line လွှင့်ပြီးတော့အဲ့လိုနဲ့ချိန်မှာ item 5မျိုးလောက်တစ်ခါရဲစိုးရပြီးတော့နောက်ထပ်ပစ္စည်း4-5မျိုးလောက်ထပ်ပြီးတော့အပေးကြတယ် item 10မျိုးလောက်ရောင်းသွားတယ်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ပုံလေးတွေတပုံရိုက်ပြီးတော့မှာ screenshot လေးနဲ့မေးလို့ရတယ်ဗောနော်ပြပြသေး item လေးရှိရတဲ့အတွက်ပြပေးပါမယ်လိုချင်တာလေးရှိလဲမေးပြီးမှရှိရ install လေးတွေလည်းဘက်ကကြိုးလေးပြောမယ်လှရဘူကာရီကြိုးလေးမိုက်တယ်နော်လည်းဘက်ကကြိုးလေးပိုင်းစေးပြောပါမေးနေမလွင်ဦးရဲ့မင်္ဂလာပါအင်ဂျယ်ကွေးမင်္ဂလာပါအဲ့ဒီတကယ်ကျေးဇူးပါရှင်ကျေးဇူးပါဝင်းရံပေးတဲ့မတွေညီမတွေကနောက်ပြီးတော့ customer တွေရောကျေးဇူးများတင်ပါတယ်အမြဲတမ်းပြပြဖျက်ရှိခိုးတိုင်းပေါ့နော်မြတ်တာကြီးပြဖြန်းပြီးမြတ်တာပူပေးပါတယ်ရှင်90ဒါလေးက9095နဲ့နော်68သိန်းကို65သိန်းနဲ့ယူပါသူကတစ်ချက်ကြော်ရယ်နော်ရွှေကပြီးတော့ရွှေပြတစ်ချက်ကြော်တာသူကလေဒီမှာအနောက်မှာအကုန်လုံးကအိုးဟွာအကြီးဟိုလိုအသေးလေးအရှိလေးကိုဘူကာလီတသေးလေးလုပ်ပြီးတော့နောက်ကကျိုးပပလေးနဲ့မဟုတ်ဘူးတစ်ချက်ကိုကြော်တာရွှေတစ်ချက်ကြော်ရယ်အသေးလေးဒီမှာ65သိန်းနောက်ဆုံးယူမယ်ဆိုရင်88အပူလေးကိုထောက်မလျှော့ဘူးเนาะဒါပြီးတကယ်ဟိုဖြစ်တယ်ဆိုလို့ရှိရင်ယူမယ်ဆိုတော့နောက်ဆုံးပြည့်ရစီဒါပြီးရွှေကစိန်ရလဲတရက်တီကြော်တယ်ရွှေရလဲတစ်ချက်ကြော်တယ်เนาะတဲလီเนาะ80ကြော်နဲ့ပြီးပေးမယ်80ကြော်တော့မရတော့ဒီခါမှာတစ်ချက်ကြော်နဲ့ဒီကလဲ stock ကတစ်ခုပဲရှိတော့တယ် order ခတ်မှဆိုရင်ဒီဈေးနဲ့မရဘူးဒီလိုဘူကာရီကျိုးဂုတ်ကျိုးအပြည့်เนาะဂုတ်ကျိုးမှာလုံးဝအပြည့်ရလေဒီလိုမျိုးတန်ကျိုးမဟုတ်ဘူးเนาะဟိုနှစ်ထပ်အိုးနှစ်ထပ်ဒါလောက်ခက်ကတော့မှသမီးလေးရူဘီမောင်လေးပါကျေးဇူးပါရှင်ခေါင်းချော်စပင်ဝဲပွင့်တယ်လို့အဲ့လိုဖြစ်အဲ့လိုဖြစ်
နော်တယ်လေအဲ့လေတကယ်တန်တယ်ဘာခုတ်ကျိုးကအပြစ်မို့လို့ဒီမှာလေဒီလိုမျိုးအဲ့အကောင်လုံးအပြစ်နော်နော်ဂုတ်မှာကျိုးကအပြည့်နော်ဒီလိုမျိုးဒီနားလေးပဲတန်းပြီးတော့ဟိုတန်ကျိုးဆက်ကျိုးကြီးလိုမျိုးမဟုတ်ဘဲနဲ့ရွှေတစ်ချက်ကြော်တဲ့ဒီဘူကာရီကျိုးပေါ့နော်ဘယ်တော့မှမယုံတော့အဲ့လိုမျိုးဟတ်ရှော့ဖို့လို့ရပြီးတော့ပြီးဒါလေးငက်ကလေးပြပေးမယ်ဒါကရှေးစိန်ပေါ့နော်ရှေးစိန်သူကလေဟိုဘယ်လိုရှေးစိန်ဆိုတော့အဖြူအဖွဲအောက်ပါဖွားဖွားတော့မဟုတ်ဘူးတချို့လူကြီးတွေကကြတော့လေအဲ့လိုစိန်တကက်ကိုကြီးကြီးဝတ်ချင်တယ်ဈေးလည်းအများကြီးမသုံးချင်တဲ့အန်တီရရှိတယ်ချော့ချရှေးစိန်တိုက်တာရှေးကြတဲ့ပုံစံမျိုးလိုချင်တယ်စိန်ဆိုတော့လက်တယ်နှစ်ထက်တိုင်းမှုဆိုတော့ तू ကလုံးဝဟိုမှလက်တယ်လက်အားတော့ကောင်းတယ်ဒါပေမဲ့ तू က all perfect white မဟုတ်ဘူးအဖြူမဟုတ်ဘူး तू ကတော့လေအဝါဘက်ကိုတော့သွားတာပေါ့နော်ရှေးစိန်ဖြစ်တဲ့အတွက်အဲ့ဒါလေးကိုလေဒီကြီးလေးအဲ့လိုမျိုးအကြည့်အပြစ်ဒါဆိုလူကြီးတွေပေါ့နော်လူကြီးတွေကြော့မဲ့ညီမလေးအမေရှိရဆိုလို့ရှိရင်လေ330မပြည့်ပဲနဲ့ရမှာမဟုတ်လို့ဒါလေး30ကိုအမဒါလေးလိုချင်တယ်ဆိုရင်20နဲ့မှ6သိန်းနဲ့ရောင်းပေးမယ်ဒီလိုအကြီးနော်စိန်လုံးလေးကြီးဒါ all perfect white စိန်အဖြူအသက်ဆိုလို့ရှိရင်တော့very expensive ပေါ့နော်ဈေးကလုံးဝစိန်လက်အားကောင်းတယ်အဲ့လိုကာလာလိုင်းကောင်းတယ်ဒီလိုအဖြူအဖွဲအသက်ဆိုလို့ရှိရင်တော့ဒီဟာမျိုးဆိုလို့ရှိရင်တိတ်ကို150 200ရှိတယ်ပေါ့နော်ဒါကလည်းဘဘီမို့လို့တန်လေးနဲ့ပေးမှာမဟုတ်လို့ဘာလို့ဆိုတော့ customer တယောက်က order ခတ်လို့ order ခတ်တဲ့ခါကျတော့ခါကျရင်ဒီတချို့ကကြတော့လေအဲ့လိုရှေးမူလားရှေးရိုးဆန်တာကိုကြိုက်တာအဲ့လိုမြင်တဲ့ခါကျတော့ဒီပြီးတော့ဈေးလည်းအများကြီးမသုံးဆိုပြီးခတ်လို့ပြီး200ခတ်လိုက်တာမဟုတ်လို့နော်အဲ့ဒါလေးလိုချင်တယ်ဆိုစိုက်ကအကြီးပဲလူကြီးတွေကြောမှာဆိုတော်တော်အဆင်ပြေတာဘေးပြတ်ထားအောင်လှသူကနှစ်ထွက်တိုင်းမစိန်အစ်စ်ဖြစ်မှာတော့မပူနဲ့နော်ဟိုခုစားနေတဲ့ဒီဘယ်လိုရမလဲစိန်အတုတွေမဟုတ်ဘူးပေါ့ကွယ်ပြကြနှစ်ထွက်တိုင်းမကိုမှဒီနှစ်ထွက်စိန်ပေါ့နှစ်ထွက်စိန်ကမှ तू ကဟိုအဖြူတော့မဟုတ်ဘူးပေါ့နော်ဒီမှာဒါပေမဲ့အရန်လှတယ်လက်တယ်ဟိုလုံးဝဈေးဆိုလို့ရှိရင်လည်းဖဲဖြစ်တယ်ဟို30အောက်နဲ့ရောင်းပေးရအဲ့လိုအကြီးကိုအဖြူဆိုလို့ရှိရင်300ကျော်တယ်ရှင်300ကျော်ပါတယ်1000ချီအောင်ရှိတယ်နော်အော်ဖာတကယ်ဟာဖြစ်တယ်ဆိုအဲ့လောက်ထိပစ္စည်းကပြောချင်တာချန်နကက်ကိုအကြီးမို့လို့နားမှာအပြည့်လူကြီးတွေပါအဲ့လိုမျိုးနော်လူအန်တီတို့ပါတီတို့အဖွားတို့ကြော့မယ်ဆိုလို့ရှိရင်ဒီဟာမျိုးကလုံးဝအဖွားတို့ကြိုက်တယ်စိန်ရက်လက်အားကောင်းတယ်အဓိကလက်အားကောင်းတယ်လိုက်အားကောင်းပြီးတော့မှဒီဘယ်လိုပြောမလဲလူကြီးကြိုက်တဲ့ပုံစံမျိုးပေါ့နော်ပြီးတော့ချက်အကြီးဖြစ်တဲ့အတွက်အရန်လှတယ်လက်အားကောင်းတဲ့အတွက်ကိုစိန်နကက်ကလေဟိုပါတဲ့စိန်နကက်နဲ့ကွာသိရမလားဟိုစိန်နကက်ကပါပြောင်တာဆိုတာလေအဲ့လိုမျိုးပါပြောင်ပြီးလက်နေရမီးဒီပါအောက်မှာဆိုလို့ရှိရင်အဲ့လိုလက်ခါမှုကတော့အရန်ကောင်းတယ်ဒါဆိုလို့ရှိရင်20ကျော်နဲ့ရမှာပေါ့နော်30အောက်နဲ့ရမှာဆိုအရန်တန်လို့ဒါလေးက stock တရံမရတာမှာ order ခတ်တဲ့အမှတရံပေးလိုက်200ခတ်ထားတာ1000ပို့လို့အဲ့ဒါကြောင့်မလို့နော်20ကျော်နဲ့30အောင်20ကျော်နဲ့ရမှာဒါလိုချင်တဲ့ဆိုတော့တရံမရမှာနော်ကြောချင်တဲ့မမတွေညီမတွေရှိရဆိုလို့ရှိရင်ဒါလေးယူမမေတော့ဝယ်ချင်တယ်ဆိုပြီးတော့နော်စိန်အောင်မှ net ထွက်တိုင်းမို့ဆက်ချက်လို့ချင်ထုတ်လို့ရ2000ပေးရမှာနော်ပြီးအများကြီးပစ္စည်းကဈေးမတင်တဲ့အတွက်ကို2000တစ်ခါရတောင်းတာပေါ့နော်ဒါလိုချင်တဲ့ဆိုရင်တော့ဒါကလေ150နော်နောက်ဆုံးပွင့်လေးပြောရင်ဟိုဈေးတက်မှရဆိုတော့65ရောင်းလို့ရတယ်ပြီးတော့အယောင်းလဲချိန်ပေးရတယ်နော်ဟိုဒုံးတွေရောင်းတာမဟုတ်ဘူးနော်ပစ္စည်းတွေအကုန်လုံးကိုအယောင်းလဲချိန်ပေးရတယ်ပြီးကိုယ်ရောင်းမရဖြစ်တဲ့အတွက်ကိုဟိုတောင်းရင်မှုတောင်းခံမှုနဲ့နောက်ပြီးတော့တောင်းရင်တောင်းခံမှုဆိုတာကိုယ်ရတယ်ဒီဥစ္စာရဲ့ဘီလီယံခွဲကဘီလီယံရဲ့သမီးလေးတော်လောက်ထားပေးရဖြစ်တဲ့အတွက်ကိုကိုရိုင်းလည်းဒီဆိုင်ရှင်ဖြစ်တဲ့အတွက်ကိုဘာမှချမှမရှိလို့ဘီကဒီဈေးနဲ့ customer ကိုလည်းဟိုရောင်းပေးလို့ရတာပေါ့နော်အဲအကြောင်းမလို့အတန်ဆုံးနဲ့ပစ္စည်းတွေအားလုံးကတော့အတန်ဆုံးနဲ့လာမှာပါဟိုမတို့စိတ်တိုင်းကြဝယ်ယူလို့ရတယ်ပေါ့နော်အဲ့ဒါလည်းပြောချင်တာပစ္စည်းကတော့လုံးဝကိုဈေးမတင်တာဘူးသိကြတယ်အဲ့ဒါဈေးတွေကအများကြီးဟိုအများကြီးမတင်တာကိုပြောရအောင်နော်အလုံးလုံးတယ်အမြဲယူပါတယ်အများကြီးမတင်ပါဘူးအဲ့ဒါကိုပြောချင်တာနော်အဲ့တော့ဒီဗရမများလေးလိုချင်ဒါလေးအရင်ရမလားလို့ပြပေးရနော်ဒီဗရမများလေးလိုချင်တယ်ဆိုလို့ရှိရင်လေ30ကျော်လေးနဲ့အဲ့ဒါလေးရမယ်နော်ဒါတော့ဒီဟာလေးကဒီပတ်မွန်းတဲ့ကအရင်ရအောင်လို့ဒါထွက်ခတ်ပေးရဒါတွေကလိုက်မဲ့မိတိုင်းcustomer မရှိဘူးနော်ပြီးလို့ရှိရင်အဲ့ screenshot နဲ့ကုံသွားတာပြန်ခတ်ကြတဲ့ item နော်အဲ့ဒါလေးလိုချင်တယ်ဆိုရင်ဒီစီမှာသွားလို့ရပြီနောက်ထပ်ဟိုဟာလေးမြတ်ဆွဲသီးတွေဆိုပြီးမနေ့ကမြတ်ဆွဲသီးတွေအကုန်ကုန်သွားတယ်ဟို WhatsApp အပြည့်တစ်ဆက်လုံးအဲ့ဒါလေးလည်းဆူတောင်းပြအောင် customer အောင်နော်ယူသွားပြီမနေ့ကတနေ့အောင်အဲ့လောကတ်ဗရမများလောကတ်နဲ့ဗရမများဥစ္စာနဲ့တမျိုးတည်းမဟုတ်မြတ်ဆက်လိုက်ကိုယူသွားတာဆိုအဲ့ဒါလေးဆူတောင်းပြအောင်အမအောင်နော်ကျေးဇူးအများကြီးတင်ပါတယ်အခုလိုပြုံးကြည်လေးနဲ့အားပေးရပါတော့မြတ်တနက်လေးနဲ့လှလေးပြပေးမယ်နော်မြတ်ကိုလည်းဆောင်မြရရမ်းလာပြီးဆိုတော့ပြပေးမယ်ဒါတော့ဘူကာရီကျိုးလေးလိုချင်တဲ့ဆိုတော့ပြီးတာ80ကျော်နဲ့မမမမြရတော့ဘာလို့ဆိုတော့ဒီပုံစံသည်
မတို့လုံးဝကောင်းကောင်းကို100လောက်ရောင်းလို့ရတဲ့ item तू ကလုံးဝအစိဟိုဒီကအပြစ်ပြီးရင်ပြပေးမယ်အပြစ်ပတ်လေနှစ်ထပ်ရွှေနှစ်ထပ်အဲ့လိုမျိုးသွားမှာလို့နော်ဟိုလိုဂုတ်ချိတ်လေးကဘီတော့ရောင်းခဲ့ရနော်လွန်ခဲ့တဲ့2နှစ်3နှစ်ပေါ့အခုဆိုင်တော့3နှစ်လွန်ခဲ့တဲ့3နှစ်ကရောင်းခဲ့တဲ့ item တော့မှဒီလိုဂုတ်ကျိုးအပြစ်မဟုတ်တာအောင်မှ68သိန်းကြီး102သိန်းကြီးနဲ့ရောင်းခဲ့ဘူးလေဒါကျမရောင်းတာမဟုတ်ဘူးနော်ကျမရောင်းခဲ့ဘူးလားပြောပြသိလားဟိုဒါပုံမှန်လေရိုးသားသားနဲ့ပြောပြပေးရပါနော်အဲ့လိုမျိုးဒါပေမဲ့ဟိုပြောချင်တာကျမလည်းဘယ်ထွက်သေးပြီးတော့နည်းနည်းလေးပဲဒီမှာဟောဖြစ်တာဆိုအမျက်တင်တာဆိုဒီမှာအုံကိုကြည့်နှစ်ထပ်နော်ဒီမှာနှစ်ထပ်ဟိုလိုမျိုးရွှေသားနှစ်ထပ်အုံကိုကြည့်နော်ဟိုလိုပပရှက်ရှက်ကလေးနဲ့လေဒီနားလေးရပဲတိပြီးတော့မှဟိုအဲ့လိုမျိုးလေးပြီးတော့ဂွန်းဆက်တရားလေဟိုလိုလေရိုးရိုးကြိုးကြီးနဲ့လှုပ်ထားတဲ့ item မဟုတ်ဘူးအပြစ်နောက်ကဂျိတ်ကလည်းလုံးဝ luxury အပြစ်အဲ့ဒါကိုညီမ80ကျော်နဲ့ပေးထားတာဒါဒီဟာထက်ခတ်မှဆိုရင်ဒီစက်လုံးဝကျမပြောရတဲ့အမခံလည်းလုံးဝမရတော့ဘူးနော်ဒီလိုမျိုးကျိုးအပြစ်ဂုတ်ကျိုးအပြစ်ဘယ်လိုက်ရောက်ဒါရက်လဲနေတာမှဂုတ်ကျိုးမှဒီလိုမျိုးနှစ်ထပ်နဲ့အိုးနှစ်ထပ်ရွှေအိုးနှစ်ထပ်နဲ့အဲ့လို item မျိုးဘူဂါရီကျိုးမှအဲ့လို item မျိုးအရင်တော့လုံခဲ့3နှစ်ကတော့မှ100နည်းနည်းရောင်းခဲ့တာဒါကကျမအမျက်နည်းနည်းပဲတင်တာလို့နော်အမျက်ကပုစီလေးပဲတင်တယ်မှန်တာပြောချမ်းသာဟုတ်တာပြောဥစ္စာပေါ်ပါစေကျမအမြဲကြည့်ဝင်ကျမကြည်လင်နေရစကြည့်လေကျမစိတ်ရင်းနဲ့ကျမလှုပ်လို့ပြီးတော့အကန်ဆာမမှန်ကန်နဲ့တက်စာရှိနေလှုပ်ပြီးတော့ကျမလည်းလှလာရအမှုပေါ့နော်ဘာမှမလုပ်ရသေးဘူးလှနေရအမှုပေါ့အဲ့လိုမျိုးနော်ဒီမှာအရန်တန်လို့အမတို့ဒါငွေစုမယ်ဆိုရင်ရောကိုပတ်စံလေးကလို့ပေါ့နော်ဟိုရန်နာဝယ်ချင်တယ်ဆိုလို့ရှိရင်ကိုလည်းဝယ်ရမယ်စုလို့လည်းရတယ်ပြီးတော့ပြန်ရောင်းတာလဲရခါမှာအချိန်မီရောင်းလို့လဲလို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးပြီးတော့ပြီးတော့ဆိုင်ကလောဆယ်အိမ်မာကြီးဆိုင်မှာခင်းတာဆိုအိမ်မာလာချစ်ချင်တယ်ဆိုရင်ကြိုပြောပေါ့နော်ကြိုတော့ပြောရမယ်ရတယ်ကြိုပြောလို့ရှိရင်ညီမတို့ဆိုင်ခင်းပေးမယ်တခုပေါ့နောက်တစ်ခုကကျတော့အယောင်းလေးကညီမဟိုဘယ်လိုပြောရမလဲချက်ချင်းအမြန်ဆုံးဘာလဲဆိုနားလေလေကိုလည်းအဲ့လိုပဲကိုလည်းဟိုငွေရှိတယ်ဆိုလို့ရှိရင်လောက်မယ်ငွေတကယ်လို့ဟိုလိုချင်တယ်ဖော်ချင်တယ်ဆိုတော့ပြန်လုံးကအဲ့လိုမျိုးပဲရှိတာပဲလေနော်အဲ့တော့ကြိုတော့ပြောပြီးပေါ့ဟိုအဲ့လိုဆိုကျွန်တော်ငွေတွေပိုင်းစီစဉ်ရပေးရရှိအဲ့လိုပြောချင်တယ်နော်ရာသက်ပံအယောင်းလဲ37 10ပြည့် customer ဝယ်တဲ့ခါမှာလဲ10ပြည့်နဲ့စိတ်ချမ်းသာအောင်ရောင်းပေးတာအဲ့ခါကျတော့အများတန်းပေါ့နော်ပြည့်စုံနေအောင်လို့10ပြည့်ဆိုပြီးတော့10ခန်းနဲ့3ခွန်အယောင်းနဲ့လုပ်ပေးထားညီမအတိတ်နမိတ်နဲ့အာယုံထဲမှာလုံးဝကိုမှပေါ်စာပြီးတော့မှဖះကိုဟိုပေါ့နော်အာယုံပြုတ်နော်နှကောင်းနှပြတ်ထောက်ချောက်နှကောင်းနှပြတ်တွေအားလုံးကိုလည်းအာယုံပြုတ်ပြီးတော့မှကျမရဲ့ဒီ idea လေးနဲ့ကျမဘယ်လိုမျိုးရောင်းလဲလုပ်ပေးရင်ကောင်းမလဲစသဖြင့်အဲ့လိုသွားတာပေါ့နော်အဲ့အကြောင်းမလို့နော်အကြောင်းလေးက10ပြည့်ဖြစ်တဲ့3ခွန်နော်ဒါလေးကရာသက်ပံ3ခွန်ပါဒါလေးရမ်းတန်တယ်နော်နောက်မှဆင်ရှော့နဲ့မေးချင်လဲမေးလို့ရတယ်ရွှေရတော့ဒီမှာအထူတစ်ချက်ကြော်တယ်ဒီကျိုးဝယ်ကြည့်လိုက်အမတို့ဒီပုံစံကိုအမတို့ဒုံးလေးကောက်ပြီးတော့မှရောင်းပြီးတော့ထွက်ဖို့ဆိုပြီးတော့ရောင်းနေရမှာမဟုတ်ဘူးနော်အယောင်းလဲချိန်ပေးရတယ်ကျမကတော့ဒုံးပဲတော့တော်တော်လုံးမရအောင်ဘာလို့လဲဆိုတော့ဟိုဒုံးရောင်းနေဆိုလို့ရှိရင်ဟိုမကြိုက်ဘူးကျမဘာလို့ဆိုတော့ကိုကရောင်းလို့ရှင်တာလေဟုတ်တယ်မလားအဲ့လိုမျိုးကိုပြန်ရောင်းချင်ရောင်းမယ်လဲချင်လဲမယ်စသည်ဖြစ်ပေါ့နော်အဲ့လိုမျိုးဒုံးကြီးကတော့ဟိုတိတ်ပြီးတော့ခဏချက်မကောင်းအဲ့လိုမျိုးကိုပစ္စည်းတော့ကိုလက်ခံရမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါမျိုးလေးတွေတော့အမတို့လောက်တော့ဟိုပို့ကောင်းတာပေါ့နော်အယောင်းလဲလေးနဲ့ဆိုတော့လေပြီးတော့မြလေးနော်ချစ်စရာလေးဒီမှာကြည့်ဒီလိုအဲ့ဒီလေပြပြလေးပဲဝှတကယ်အရန်လှတယ်နော်ဒါလေးလိုချင်တယ်ဆို80နဲ့8သိန်းကတော့အမလေးအရန်တန်တော့ဘာမှမရအောင်ဒီတစ်ချက်ကြော်တဲ့ကျိုးနဲ့ဒီလိုဘူဂါရီကျိုး88သိန်းကဘာမှမရအောင်တမိုင်ဆက်ဆိုင်တာခေါ်လာကြမရအောင်ဒါညီမခတ်ထားညီမအရင်ဆက်ထားတဲ့ဈေးနဲ့ပဲတွက်ပေးထားတာအခုရွှေသေး80ကျော်ကြီးနဲ့တာတွက်မယ်ဆိုလို့ရှိရင်မရတော့တစ်ချက်ကြော်နော်စိန်လဲတရက်တိကျော်ပါတယ်ပြောချင်တာဒီဥစ္စာအဲ့လိုပုံစံဘူဂါရီတို့ပါတော့အဲ့လိုကျိုးတွေကအိုးနှစ်ထက်နဲ့ကျိုးတွေကကျမတို့ဒီဟိုပေါ့နော်ဒီလက်ခပေါ့ရောတဲ့လက်ခအရင်စေးကြည့်တယ်မရှိဘူးဆိုတော့3ပဲနော်3ပဲ4ပဲတစ်ခါကျရင်ကျမတို့ဟိုဗာလဲတချို့ဗာလဲဟိုစိန်ကျိုးတွေပါဆိုတော့ကြည့်ရင်ကြည့်တယ်လို့မျိုး9ဘဲပဲပေးရခါအောင်ရှိတယ်တော့ကြည့်လိုက်လေ9ဘဲဆိုရင်အမတို့နော်အဲ့မျိုးတွေပေါ့အဲ့မျိုးဆိုတော့ပြောချင်တာဒီလက်ခရိုင်နဲ့ဟိုတစ်ခါ customer တယောက်အပ်တာ300ကျော်တယ်ကျိုးအပ်တာနော်ဒီဟိုသူကအိုးတွေပါတယ်တခြားမြုပ်တာဆိုတော့အဲ့ဒါဘယ်နဲ့ပဲလဲဒါဗရန်က shop ပေးထားတာနော်ဘယ်နဲ့ပဲကြီးလဲအဲ့တော့မှ3ပဲနော်အဲ့တော့တကယ်ဈေးတွေကအဲ့လိုမျိုးဖြစ်တာနော်အခုဆိုတော့ no ပါပို့ပြီးတော့မရတော့ဈေးတွေကတက်သွားပြီနော်အဲ့လိုမျိုးဈေးတွေကအများနဲ့နေ့စဉ်နဲ့အများကြောက်ဖို့မစင်စားနဲ့ဘယ်တော့မှမကြောက်ဘူးနော်ကျမတို့အသက်တွေကြီးလာဆိုလို့ပေါ့ပြန်ငယ်လို့လားမငယ်ဘူးလေအဲ့တော့တက်နေမှာပဲအသက်တွေလည်းကြီးလာမှာပဲဈေးတွေလည်းတက်နေမှာပဲအဲ့တော့မတက်နိုင်ကျမတို့ငယ်တော့ဆိုကျမတို့ငယ်တော့ဆိုတော့ကျမတို့ဟိုဘဲဥတစ်လုံး100ရပိုင်းမှီတဲ့ခင်မှာတော့မှအခုဆိုဘဲဥကတစ်လုံး900ရဖြစ်ကုန်မယ်အဲ့လိုမျိုးလေးပေါ့နော်အဲ့တော့ဟုတ်ကဲ့အဲ့ဒါလေးပြပေးရနော်အမတို့လူကျင်တာလေးရှိလဲမေညီမပြပြီဒီလက်စွပ်လေးပြီးတန်တာလေးညီမလေးပြတဲ့ item တွေအကုန်လုံးကဖမှန်ကန်ကန်တန်တန်ပဲပြတာသိလား
မှန်ကန်တန်တန်ပဲပြပါလို့ပစ္စည်းတွေအားလုံးကပြီးမှ solution နဲ့လာကြဖြစ်တဲ့အတွက်ကိုညီမရောင်းမိတဲ့ဈေးလေးနဲ့အတန်ဆုံးနဲ့ပြတာပေါ့နော်။အဲဆိုဒီလို like တဲ့အချိန်မှာညီမကြော်လည်းမကြော်ညာထားဘူးဘယ်နှစ်မှညာလည်းကြော်ညာထားတာမဟုတ်ဘူး။ဘာလဲဆိုတော့ကိုကတစ်ခါကြာရင်ပစ္စည်းရတဲ့အချိန်နဲ့မီးလာတဲ့အချိန်နဲ့စသည်ဖြင့်တွားရတာပေါ့နော်။အဲ့ကိုအရှိကဆက်ခွန်လောက်ရှိမှထင်တယ်။နော်အဲ့တော့ဒါတွေအားလုံးကဟိုဟာပေါ့နော်ဗီဒီယိုခဏပြောသလိုအချိန်ကဗီကြိုမပြောထားဖြစ်ဘူးဘာလဲဆိုတော့ကိုအိမ်ကိုဟာကိုပစ္စည်းဆိုတော့အချိန်မြေးကို line ကောက်မို့လဲလို့သေးရ line မကောက်လို့ရှိရင်မလုပ်လို့မရခါကျ line ကတော်တော်ဆိုးပြီးဆင်းသွားတဲ့ခါလည်းရှိတတ်တယ်အဲ့တော့ line ကောက်တဲ့အချိန်မီးလာတဲ့အချိန်မီးရတဲ့သိရတဲ့အတိုင်းကျမကကလေးနှစ်ယောက်မျိုးဆိုတော့ကလေးတွေနေတဲ့အချိန်လေးစသဖြင့်ရောင်းရတာဆိုတော့ဟိုကျွတ်တင်ဘယ်နေ့ live ရှေ့ပါညာဆိုအရင်တော့လိုမျိုးမပြောဖြစ်ဘူးစိုင်းမစိပုံမစစ်နေနဲ့ပဲလာရတာဒါပေမဲ့အသက်နိုင်ဆုံးအသက်တာဆုံးနဲ့ပေးထားတာပေါ့နော်ပစ္စည်းအားလုံးကိုလည်း customer ကိုစိတ်မငြိမ်စေရအောင်စိတ်ချမ်းသာရအောင်တကယ်ဥမာနှလုံးသားတွေကနေပြီးတော့ဂျင်းနစ်တဲဖွဲ့လာတဲ့ဈေးတွေကိုပေးထားတာပါရှင်နော်အမျက်ကိုတသိန်းလောက်ပဲကျန်တယ်အလုပ်လုပ်ပါပြီမောင်ကနော်အကျိုးပြောဟာတဲ့ပဲပြောတယ်တဝိုက်လည်းမပြောဝန်ကားတိတ်ကိုတိအလင်းကလည်းမတော်ဘူးအော်တသိန်းလောက်ကျန်တဲ့ customer ဝင်နေကြ customer ပဲပေးလိုက်နော်18လက်မှရှင်နော်18လက်မှရှိတယ်အသေးဘူဂါရီကျိုးက18လက်မှရှိတယ်88သိန်းတိုက်တဲ့နေရာမှာမေးဒီရွှေချင်းဒီပုံစံနဲ့88သိန်းမရတော့ဘူးနော်ဒါပုတ်လည်းရိုးသားဆုံးပြောတာရိုးသားဆုံးပြောတာရင်ကျမအရင်ဈေးနဲ့ပို့လို့ဒီဈေးနဲ့ရတာအမတို့အယောင်းလေးက37ရာသက်ပံ10ပြည့်လောက်ပေးထားတယ်ရာသက်ပံနော်ကိုမရနော်โอเคအဲ့တော့ယောက်ျားလေးလက်စွပ်ပြောမယ်နော်ယောက်ျားလေးလက်စွပ်အရန်တန်တော့ဟိုဒါကျမဆိုင်ကြီးဆိုလို့ရှိရင်ကျမလည်း90ကျော်ရောင်းမှာဘာကြောင့်လဲဆိုတော့ရောင်းရမယ်လေဟိုချက်ရှိရလေနော်အဲ့လိုမျိုးဒါအခုကျမဒီလက်စွပ်ကိုနော်စိတ်ရလဲအဖွေးတက်စိတ်လုံးစီလက်ကြည့်ယောက်ျားလေးလက်စွပ်ဒီပုံစံနော်အဲ့ဒါဆိုရင်55သိန်းလောက်လုံးဝကိုဆိုင်ကြီးမှာရောင်းလို့ရတဲ့ item ရောင်းရမယ့် item မှာဒါဘာလို့ချက်3မှလည်းဘာလဲဆိုတော့ပရိထွက်စီကလည်းမနေထွက်ထားတာဘူးနော်အဲ့တော့ရွှေရလည်းထွေယောက်ျားလက်စွပ်ဆိုအနောက်မှာလည်းရွှေအထူဒီဇိုင်းရလည်းကြည့်လိုက်အရန်အနောက်ကဒီဟာလေးကရွှေလေးကြီးအဲ့လိုမျိုးခတ်ပေးထားတာလှလဲလှလို့ဆိုင်ရလည်းဒီမှာဘေးမာတွေရောဒီအပြစ်မာတွေရောဒါလေးလိုချင်နေဆိုရင်တော့45သိန်းနဲ့ယူ45သိန်းဒါတော့လက်တိုင်းနဲ့ကြည့်ရွှေအထူကြီးပဲဒီထဲမှာရွှေပပလေးအကောင်းပေါက်မဟုတ်ဘူးရွှေအထူကြီးပဲနော်ပြီးတော့ဒီအောက်မှာဆက်တော့ရွှေလေးပြန်ကုတ်ထားပေးတာအရန်လှတယ်နော်ဟိုအမျိုးသားဝယ်ပေးချင်တာကိုတိုင်းဟိုအမျိုးသားကိုလက်ဆောင်ပေးချင်တာဆိုလို့ရှိရင်လည်းအမတို့ဘာဖြစ်လို့ရလို့လှလို့နော်ကြာစင်လဲဆုတ်ကလေးရပြီတော်တော်ခက်ခဲတယ်ပါလာတဲ့အချိန်မှာတန်တန်လေးခတ်ပေးထားတယ်တန်တန်လေးနဲ့ရောင်းပေးထားတယ်ပေါ့နော်ဈေးလေးဖဲဖြစ်အောင်လို့နော်ဒါ90ကျော်ရောင်းလေးရတဲ့ item မှာရှင်လုံးဝပေါက်ကြည့်ပါဒီလက်ဆုပ်ကိုဝတ်ပြီးတော့မှအမတို့ရတယ်ဟိုလိုက်ရှာဝယ်မဲကြည့်ပေါ့နော်ပစ္စည်းကလုံးဝမှန်နေတန်နေရမယ်ပေါ့နော်အဲ့လိုပြောချင်တာနော်ဒါလေးလိုချင်တဲ့ယောက်ျားလက်ဆုပ်ကလေးပါဒီမှာတန်တယ်အိုးရဲ့အောက်မှာသူကအိုးရဲ့အောက်မှာကနုတ်လုပ်ထားအရန်လှတယ်ဒီဇိုင်းလေးကလက်ဝင်ပြီးတော့မှအရာရောက်တဲ့ဒီဇိုင်းလေးမို့လို့ဒီလိုမျိုးလေးဒီမှာကြည့်အဲ့လိုလေးဟောမှာစိတ်နဲ့အရန်လှတာစိတ်သားကလည်းလို့ဖွေးပြီးတော့လက်ခါနေရတယ်ဒါလေး40ကျော်နဲ့ရမှာနော်ဒီကလက်တိုင်းပါရအဆင်ပြေလုပ်ပေးမယ်နော်အဲ့မျိုးလေးအဲ့လေးရမယ်အရန်လှလို့နော်အဲ့လေးရမယ်ပြီးလို့ရှိရင်အတက်သုံးနဲ့ပြီးမှမတော့နော်ပြီးတော့ဒီငကားလက်စုပ်ကားလေးပြပေးမယ်သူကနှစ်ပတ်ပထမလေးနဲ့ဒါဘလောက်အရင်ကနေမှပေးရအောင်20နဲ့ဘလောက်20ကျော်ပဲအရင်နဲ့ဒါလေးလိုချင်တယ်ဆို25သိန်း23သိန်းပဲယူတယ်လေဒီမှာဒီလိုမျိုးလေးနှစ်ကွင်းပူးလိုမျိုးလေးလက်တိုင်းပူကြမလို့ရှေ့မှာမျက်လုံးကပထမနဲ့ငကားဟိုဟာလေးဒါလေးရတချို့ကြတော့လေပထဆက်ရှိရပေါ့နော်အဲ့လိုမျိုးငကားလေးဆောင်ကျင်နေစနေသမီးမို့စသည်ဖြစ်ဆိုလို့ရှင်လေဒါလေးက20ကျော်နဲ့20ကျော်နဲ့ဒါ28သိန်းဒီပါရောင်းလို့ရတဲ့ item เนาะခုရွှေစင်းနဲ့ဆိုလို့ရှင်ဒါလေးပဲ20နဲ့မှ5သိန်း23သိန်းပဲယူရှင် तू ကတကောင်လည်းမဟုတ်ဘူးနှစ်ကောင်ပေါ့နော်ဆိုနှစ်ကောင်မှ तू ဒီလိုမျိုးလေးဒီလိုနှစ်ပတ်နဲ့နောက်ကဒီလက်စုပ်ဝတ်ထားလို့ရှင်နောက်ကဒီရွှေနှစ်ပတ်နဲ့ခွင်းချက်ကနှစ်ပတ်နဲ့အဲ့လိုလေးเนาะအဲ့ဒါလေးဆို20ကျော်လေးနဲ့တော်တော်တန်တာမှလက်တိုင်းရစိတ်ပူကြမလို့เนาะပြင်ပြီးလို့ရတယ်ဒီမှာငကားเนาะဒီငကားလေးကလက်တိုင်းကတော့ပူကြမလို့ပြင်ပြီးရတော့ကျွန်မအခု install ရှိရတာ73လောက်ပေါ့ဒါပေမဲ့ပြင်လို့ရတယ်เนาะညလုံးကဗရမ များအနီလေးနဲ့ဒါလေးလို့ချင်း20နဲ့မှ3သိန်းနဲ့ယူပါရှင်ညီမလိုက်ပြီးလို့ရှင်ဆက်ဝင်ရှော့နဲ့မေးပြီးလို့ရတယ်เนาะဈေးကတော့ထပ်မလျှော့တော့ဘူးဟို public မှာတခါရပြောတဲ့ဈေးဖြစ်တဲ့အတွက် CV မှာရှော့ပါအောင်လို့ဆိုညီမဒါပွင့်လင်းပြောတဲ့တခါပြမယ်เนาะ CV မှာဟိုလိုမလျှော့ပါဘူးရှင်တခါရဲဒီမှာအများသိအောင်ရောင်းပေးရဖြစ်တဲ့အတွက် CV မှာထပ်မလျှော့တော့မလျှော့ဘူးဆိုတာတကယ်လည်းတန်နေပါပြီအမောက်ကြည့်ဈေးများနေညီမကိုပြောညီမကိုလေမှားနေလဲထောက်ပြလို့ရတယ်ကိုပြပေးညီမမှလည်းမသိတာရှိတယ်ဟိုကိုနားမလဲရရှိရင်ရှိမယ်ကိုပြောတာမှားသွားတာရှိကောင်းရှိစတဲ့ဖြစ်ပေါ်တော့အဲ့လိုဆိုအမောက်လာပြောပါကိုဘက်ကဈေးကြီးနေရဖြစ်ကိုဘက်ကမတရားယူထားဖြစ်ပြောအမောက်အားမနာနဲ့ညီမလေးယူထားအရင်အမြတ်တယူထားလို့ပြောအမောက်ထောက်ပြညီမလေးကိုရဲ့ customer ရဲ့ recommend ကိုနားထောင်ခြင်းတဲ့သူဘလို့စူးစမ်းမလဲပဲစူးစမ်းနေရသူအဓိက customer ရဲ့ recommend ကိုနားထောင်ခြင်းပြီးတော့အလုပ်လုပ်ချင်တဲ့သူဖြစ်တဲ့အတွက်အမောက်ကိုပြောလို့ရတယ်
တိလားညီမဘက်ကဟိုတော့တခုခုဈေးတွေအများကြီးတင်တာမျိုးတခုခုလိုအပ်ချက်လေးအရှင်ပြောပြပါဘာလို့ဆိုတော့ညီမတို့လည်းသူပဲလောက်ကရဆိုတော့လေနော်အဲ့လေးလည်းရှိလို့ပါနော်အဲ့လိုမျိုးဒီမှာဒါလေးက23သိန်းနဲ့ယူပါရှင်23သိန်းနဲ့နော်အရန်လှရဲသူကနောက်မှလည်းသူ2ပတ်နဲ့နော်တချို့စနေသမီးအမတွေပါဆိုစနေငကားအဲ့လိုဆောင်သွားရင်နော်ကိုယ့်ရဲ့အတိတ်နမိတ်လေးပေါ့အဲ့စနေသမီးမတွေပါရဆိုအရန်ကန်ကောင်းတယ်သူတို့ကဒီလိုမျိုးပေါ့နော်သူတို့ရဲ့နေနံပေါ့နော်သူတို့ရဲ့နေနံလေးကိုစောင်းလို့ကောင်းတယ်ကျမတို့ဆိုပိုးပြတောက်ကြသမီးပြပိုးဆိုတော့တောက်ပိုးကောင်လေးကြီးဒါရွှေရန်နာခတ်ပြီးတော့ကအဆင်မပြေဘူးပြီးရင်အဲ့လိုကြာရဲဆိုလဲကြွက်ကိုလည်းဘူးမခတ်လောက်ဘူးလေနော်အဲ့လိုမျိုးလေးတွေပေါ့အဲ့ဒါမှနေနံနဲ့ကြိုက်တဲ့ကြာရဲဆိုဘာဆောင်ကအဲ့လိုမျိုးပဲသွားရတာတကယ်အဲ့လိုမျိုးလေးတွေစောင်းနေတယ်ဆိုရင်တော့စင်ဆိုဆောင်လို့ရသေးရဲ့ဗုဒ္ဓဘူးသမီးလေးဘဘူးသားလေးအဆင်ပြေစင်လေးကိုခတ်လို့ရတယ်စနေဆိုလဲအရန်စနေအဆင်ပြေဆုံးပဲစနေကိုရမ်းဖွာစနေနေနံလေးအရန်မိုက်တယ်နော်အဲ့လိုမျိုးစနေဆိုငကားဆောင်လို့ရတယ်လေနော်အဲ့မျိုးလေးလည်းစောင်းသေးချင်တယ်ရှင်နော်အဲ့ဒါလေးကဲဒီမှာပြီးတော့မြလေးပါမြလေးလည်းတန်တန်လေးနဲ့ဒါလေး15သိန်းနဲ့ပေးထားနော်ဟုတ်ကျိုးပါလေး955တင်မှာကျိုးပါတာလေးတွေရှိသေးလားလဲကျိုးပါလေးအဲ့လေအခုမှဘေးထိုးပြပေးမယ်နော်ဒါလေးချက်လိုက်ဒါလေးက15သိန်းနဲ့ဟိုတနေ့ကကိုပြဖို့ဆိုရင်မွေးပြသေးလို့ဒီလိုက်မှတက်လာတာပြီးလို့ရှိရင်ဆက်ငွေရှော့နဲ့မင်းနော်တဲလေးကိုရတယ်အာမနာနဲ့ခင်ရဒီလိမ်ဖြစ်ပြီလားဒီလောက်ကကလေးစိန်လောက်ကကလေးမြလို့ချင်း15သိန်းနဲ့ပဲယူနော်တဲလေးညလောက်ကကလေး15သိန်းကတော့ဒီကိတိခါစင်းနဲ့ဆိုတော့ဖဲဖျောင်ရောင်းပေးထားပါတယ်နော်ဖဲဖျောင်ရောင်းပေးထားပါတယ်နော်ဒါလေးဒီမှာပါရှင့်မြလေးကိုဒီလိုမျိုးစိန်လေးနဲ့မြလေးကိုစိန်ပတ်15သိန်းနဲ့ယူပါရှင့်15သိန်းနဲ့ယူပါရှင်ဒီမှာလှရဒါလေးလည်းချစ်စီရတယ်15သိန်းကတော့တဲတို့ရေနော်အယောင်းလဲအချိန်မျိုးရတယ်တကယ်လဲလှလို့နော်ဒီမှာ15သိန်းမြလေးနော်ဘယ်တော့မှမရိုးတဲ့မြအဲ့ဒါလေးရမ်းရောင်းရတယ်အများကြီးခက်ကြတဲ့ item ပေါ့နော်အလုံးလေးခေါင်းလျှော်ထားတာခေါင်းလျှော်ထားတော့ခေါင်းလျှော်ထားလို့သပင်ကဖားလာချဟာလို့ဆိုမချအောင်အမြဲသပင်ကစီးတယ်အလုံးလုံးတက်ခါကြတော့လေသပင်ခေါင်းလျှော်ထားလို့ပဲခေါင်းလျှော်ထားလို့ဒါလေးဝပြပေးမယ်နော်ကျိုးပါလေးပါတယ်ကျိုးပါလေးပါတယ်ရှင့်ဝပြပေးမယ်လှမလှပြပါဟိုပန်းလေးပြပါအဲ့ပန်းလေးဟာလေးကျိုးပါလေးပါတယ်ပြီးတော့ဒီဗရမ ्या လေးချစ်စရာလေးဗရမ ्या လောက်ကကလေးကိုလေဟိုတနင်္ဂနွေအမရေစောင်းနေတယ်ဆိုရင်ဒီဟာလေးကကျိုးပါဟွာလေးဒါလေးက15သိန်းပြီ73သိန်း5000နဲ့နော်ပေးထားပါတယ်ဒါအရင်တော့60ကျော်တော့ရွှေ62သိန်းလောက်ကတော့ကျမတို့ရောင်းခဲ့ရ12သိန်းနဲ့ရောင်းခဲ့တာအခုဒါလေးကောင်လုံးကဟိုဟာတွေက export လုံးဝမရှိတော့ဘူးเนาะကြာခဲ့ပြီ customer မေးလို့ထပ်ခတ်ပေးထားတာအခုမှခတ်ထားတဲ့အစ်စ်တွေအဲ့တော့ဒါလေးကအခု73သိန်းနဲ့5000เนาะ73သိန်း5000ပါရှင်15သိန်းကို73သိန်း5000နဲ့ရောင်းပေးထားပါတယ်ဒီမှာကျိုးလဲပါတယ်လော့ကလည်းပါအရှင်လေးတွေဖြုတ်လို့ရရဲ့ရှင်ဒီမှာချစ်စရာလေးကက်ကလေးနဲ့မလောက်လှရကြည့်မိုက်တယ်เนาะဟိုအဲ့လိုမျိုးလေးဆွဲမဆိုရင်ချစ်စရာကောင်းတယ်ဗရမ ्या ရှိတယ်မြရှိတယ်နီလာရှိတယ်ရှင်လိုက်တင်ကတော့ iPhone ဆိုတော့တဒုံးပဲဒါပေမဲ့ကျမပြဟာเนาะအနီးကပြဟာဒီမှာကြည့်ဒါလေးကဗဒံ ्या ရဲ့နီလာရဲ့မြရဲ့ရမယ်เนาะဟိုတကယ်အဖိုးတန်နဲ့ကြောက်မြရနာနဲ့ခတ်ထားပေးတယ်အမှန်တမ်းပြောရင်ဒီလိုအသေးလေးတွေဆိုတော့လေဒီလိုဗရမ ्या နီလာမြပဲ program ပေးတယ်ကျန်တဲ့ကြောက်အကြီးတွေကိုဘီကကြောက်လေခရမ်းဆွဲတို့အကြံပေးရပါတော့ကိုလည်းခရမ်းဆွဲတို့ဆလင်းဝါတို့ဘလူးတိုဘတ်တို့ကြောက်လေကြောက်ကြီးလေးနဲ့စိန်လေးနဲ့ခတ်အရန်လှပြီးမိုက်တယ်ဗရမ ्या နီလာမြကြတသေးလေးပုစီလေးလဲမိုက်တာပေါ့နော်အဲ့လိုခရမ်းဆွဲတို့ဘာတသေးပုစီဆိုရင်တော့ဘီကမပေးဘူးတိတ်ပြီးရတာမရှိလို့ခံစားရတယ်ကြောက်ကြီးလေးကောင်းလေခရမ်းဆွဲဆလင်းဝါတို့ကကြတော့အဲ့ဒီ item ကိုသွားတာသိလားနော်အဲ့လိုမျိုးလေးအဲ့ဒါဗရမ ्या လေး73သိန်းနဲ့5000အရန်လှတော့ဒီမှာလက်စုပ်ကလေးနဲ့အဲ့လိုဝက်ဗရမ ्या ရှိတယ်နီလာရှိတယ်မြရှိတယ်နော်ဆွဲပြဆိုဆွဲပြဒါဗရမ ्या လေးတနေ့ဝင်နေသားသမီးတွေအဲ့လို73သိန်း5000ကတော့အမားတို့ရဲ့ရှော့ကေဆိုလည်းမော်ကင်းရုံလေနော်ခဏစောငေါ်ကြော်ကြော်နေတဲ့အချိန်မှာ73သိန်း5000နဲ့ရတာရှင့်ဗရမ ्या ကျုပ်73သိန်း5000နဲ့ဘာမှမရတော့ဘူးเนาะကျမအနည်းဆုံးဒါအမြက်ကနည်းနည်းပပလေးပဲရတော့တာဒါလေးက item သိသေးတယ်လို့ပူအောင်အမြက်နေသေးတယ်တိလားလှလို့เนาะကျိုးပါလေးနဲ့အဲ့လိုလေးသွားဒါဗရမ ्या ရဲ့နီလာရဲ့မြရဲ့ဗရမ ्या ရဲ့
ကျိုးရှိုးဟောဖြစ်လို့ရတယ်ဒီမှာခုမြင်တဲ့အတိုင်းမှာကျမကိုပြထားတာချစ်စရာလေးဒါအရင်60ကျော်တုန်းက12သိန်းရောင်းတဲ့ဥစ္စာနော်12သိန်းရောင်းရတဲ့ဥစ္စာပေါ့နော်လုံးဝကျိုးလော့ကတ်ကောအပီးစီ73သိန်းနဲ့9000မိုးကုတ်တဘာဝပဒံများမိုးကုတ်တဘာဝနီလာနက်ထရက်အမရာလုံးဝအမရာကိုကြတော့ကျမမိုးကုတ်မတော်ဘာလို့ဆိုတော့အမရာမိုးကုတ်တီဈေးလုံးဝတင့်တယ်ပေါ့နော်ကြောက်တင့်တယ်လူကြိုက်နဲတယ်မိုးကုတ်မြောက်ပြီလုံးဝမခတ်ဘူးခက်ခဲတယ်ပေါ့နော်အဲ့လိုမျိုးကျိုးသူပို့ဆိုတဲ့ဒီနိုင်ငံခြားဝင်တဲ့ဒီပေါ့နော်ဒီဇမ်ဘီယာမြရဘာလို့ပဲခတ်တယ်ပေါ့နော်ကိုလံဘီယာကကြတော့အော်ရာတက်တယ်ဆိုတော့ခတ်ပေးပို့ဖြစ်တယ်ကိုလံဘီယာဈေးအရမ်းများလို့ကိုကကြတော့လှလှလေးနဲ့အဲ့လိုအရေးကောင်းကောင်းလှလှလေးနဲ့အဲ့လိုတင်းတင်းလေးရောင်းပေးရဖြစ်တဲ့အတွက်ကိုလံဘီယာအော်ရာတိုက်တော့ခတ်ပေးတယ်ပေါ့နော်အများတော့ install မထားထားဘူးပေါ့နော်အဲ့လိုမျိုးဇမ်ဘီယာများဆိုတော့ install တွေကပိုများတယ်အရေးလှလှကြည်ကြည်လေးနေပေါ့နော်ဒါလေးလိုချင်တယ်ဆိုရင်ဒီမှာဥပြတ်ထားတယ်73သိန်း9000ဘာမှမရပါဘူးရှင်ကျမဒါကိုယ့်ရဲ့ live ဆေးကားတွေဘာကားတွေညာကားတွေအားလုံးဘာမှမရှိလို့ရောင်းပေးထားတာပါเนาะတရားမရပါဘူးရှင်เนาะအဲ့တော့ဒါလေးတွေလို့ချင်း73သိန်း9000မှာကျမဆွပြထားတာဗဒံများเนาะဗဒံများလေးပါရှင်အဲ့တော့ပြီးတော့ဒီမှာဒီဟာလေးကလေဒီဟာလေးဘယ်လောက်လဲချစ်စရာလေးဗဒံများလေးအဆောင်လေးနဲ့စောင့်ဖို့ဒါလေးတော်တော်လှတယ်ချစ်စရာလေးဗဒံများဟိုမှာစိတ်လေးနဲ့ဆွပြမယ်တချို့ကြတော့လေဆွဲသေးဆိုတသိပ်ပူစီကြိုက်တဲ့လူတွေဒါလေးယူချစ်စရာလေးတသိပ်ပူစီလေးဒါလေးဆွပြမယ်လှလို့ဗဒံများဟိုမှာပူစီတသိပ်လေးနဲ့အဆောင်လိုမျိုးလေးတနင်္ဂနွေအမတွေတနင်္ဂနွေအမျိုးသမီးတွေပါပေါ့နော်ဝတ်ချင်တယ်ဆိုရင်အဲ့ဟာလေးလည်းလှလို့ဒီတစ်ဆက်ယူရတာတစ်ဆက်လှတယ်အဲ့ဟာလေးဟဲ့ဒါစိတ်လုံးစီအကြီးပဲ Oh my god မြရတယ်တော်တော်လှတာမြရတဲ့အေးဒါယူရရင်တော့ဒါခေါင်းလောက်တိဆူတောင်းပေးမှာအမဟိုတနေ့ကဟိုဟာလေးယူတာဒါတစ်ဆက်လုံးယူသွားပြီလှလိုက်တာဖွာလိုက်တာဒါတွေတော့အမတို့အော်ရာမရအောင်နော်ကုန်ပြီဒါအခုဒီတစ်ဆက်ဒီမှာဒါယူသွားပြီရှင်ဒါရောဟုတ်လားအများလောက်ကလေးလှတယ်အဲ့ဒါလေးဟိုကပဲ shop ပေးမယ်ဒါလေးယူသွားရင်နော်ဒီဒါလေးလှလိုက်တာဒီမှာကြည့်တစ်ဆက်လုံးယူရတာပါရှင်ဆူတောင်းမွေးမယ်နော်ဆူလုံးယူယူရအမတန်သွားပြီအမရေတန်သွားပြီလို့အမတန်သွားရင်ဒါလေးအမလေးရန်လာတာအော်ရာမရပါနောက်ကြတဲ့လက်ကတော့မရဘူးပေါ့နော်ဒါလေးငကအရန်လာတာတေချာအောင်မဗရင်ထွက်ပြီးတဲ့ဟာကိုတေချာအောင်မကြည့်ရသေးဘူးမနေ့ကဗရင်ဟိုတနေ့ကလေဗရင်ထွက်တာနဲ့လိုက်လွှင့်ပြီးတော့ရောင်းတာမတခါယူသွားပြီတော့မနေ့ကစမကပွေးမီအပင်တည့်ရဆိုဒါမျိုးသိပ်ပြီးတော့ကန်ကောင်းတာပဲဒါရရဲ့ကမတကယ်ကန်ကောင်းတာလှလိုက်တာစိတ်ရလေအမြအကြီးပဲကွယ်စိတ်ရတော့ပါတယ်3လုံးစီးလောက်တော့ရှိမှထင်တယ်ဟုတ်တယ် Oh my god လှလိုက်တာဖွေးပြီးတော့မြအရင်ကလည်းရမ်းကောင်းမြကြီးကလည်းစိတ်ဖတ်ရှယ်ပဲဒီမှာဒီဗဒံများလေးဒီမှာကြည့်ပါအောင်စိတ်လုံးစီးကလည်းကြီးပြီးတော့မြအရင်ကလည်းလှအဲ့လိုမျိုးဟာကြီးဒါလေးယူသွားပြီဒါလေးယူသွားပြီနော်နိုင်ငံခြားမမအားပေးသွားတာဗမာဒါအရန်မတန်သွားပြီတကယ်မပြန်ရောက်ချင်တာဖြစ်ဖြစ်ကိုပြန်ဝတ်ချင်တာဖြစ်ဖြစ်လေပြီးတော့ဒါယူသွားပြီဒါလေးရယ်နောက်တက်ဒီလောက်ကတ်ခလေးယူသွားပါပဲရှင်ဒါလေးလည်းအရန်တန်တော့စိုက်ကြီးဆိုညီမတို့ဒါတွေကလေအနည်းဆုံးကလေတိလား80တို့90တို့ရောင်းရတဲ့ item လေးနော်ဒါလေးလည်းယူသွားပါပြီတစ်ဆက်တော့1 set ဆိုတော့လေနော်ထားလိုက်တာညလေးကလည်းစိမ့်ရွှင်နေရလက်စုပ်ကလေးလည်းစိုးရောက်ပါလက်စုပ်ကလေး EB တစ်ဆက်အိုးလှလိုက်တာကျမလည်းလက်ရှိတဲ့အစိမ်းရောင်လေးအကြောက်ကလေးတွေကအရန်ဟိုဟာဖြစ်တယ်နမိတ်နမကောင်းလိုက်တာမရပါဘူးခုနလက်စုပ်ကိုကဝတ်ပြီးတော့ဒီမှာဒါလေးဒီလက်စုပ်ရယ်ဟော်ရီလော့ကတ်ရယ်ခုနကညဟိုဟာလေးရယ်တစ်ဆက်လုံးယူသွားတယ်မမကြီးဒီရန်နာလေးဝင်နေနေမှစပြီးတော့မှရန်နာများထက်ကတည်းကဝင်မှာထက်ကတည်းကပွားများပါစေစီးပွားများတက်လုံးငန်းများလည်းကောင်းပါစေပြီးတော့ရမဝင်များကောင်းပြီးတော့မတာတိုင်းရလူတိုင်းရဖွားလေးပိုင်ဆိုင်တယ်မှာဒါတကယ်အမအရန်တန်သွားပြီတခြား customer အမကြီးလာမင်းလည်းညီမမှမရှိတော့ဘူးเนาะဒါလေးရှင်လို့လေးအရန်လာတော့3မျိုးတစ်ဆက်လုံးယူသွားတာเนาะတန်တဲ့သူတိတဲ့သူကတော့ချက်ချင်းမြန်တယ်ဘယ်လိုက်နေတာကိုစောင့်နေကြလိုက်မလိုက်ပါဆိုလို့ရှိရင်တော့မင်းနေကြတန်လို့အဲ့လိုမျိုးလေးတွေကိုကရောင်းပေးတဲ့ခါကျအမျက်နဲ့ဆိုတော့ဟိုပြင်ရောင်းတဲ့အမတွေပဲဖြစ်เนาะဟိုတကယ်ဝတ်မဲ့သူပဲဖြစ်ဟို
ဈေးရလေအရင်ဖက်ဖြစ်တဲ့ခါကျကိုကအမြဲနည်းနည်းပဲတင်တာကိုကိုတိုင်းပဲကိုယ့်ကိုဆိုင်ဆိုတော့ဘာမှချားချမ်းမရှိတော့ရှော့လို့ရတယ်ကိုအနေနဲ့ကြတော့လေအများကြီးရှော့လို့ရအေးဆေးပဲဒါကတော့ဒီစီးပွားရေး marketing မှာတော့ marketing လုပ်တဲ့လူတွေတော့ကတော့အမျက်ပိုတင်ရမှာပေါ့နော်ဒါကတော့ဟုတ်ပါတယ်ကျမတို့က marketing မှာမရှိရကျမကိုကိုတိုင်းပဲလဲရောင်းနေကိုတိုင်းပဲလဲဒီဟိုပိုင်ရှင်ဆိုတော့ဘာမှအားရတွေမရှိလို့ဒါပေးနိုင်တဲ့ဈေးဆိုတော့လေနော်အမလီလှလိုက်တာအဲ့တစ်ဆက်လုံးယူသွားပြီရှင်ရမ်းတန်တော့တွဲလောင်းလေးအဲ့လိုလေးအရမ်းရောက်သွားတဲ့လူဟာမျိုးတွေကဘယ်တော့မှမယုံအေးနေရပဲစိတ်လေးကနော်ဒီတစ်ဆက်လုံး1 2ခုနငကက်ကလေးအေးပြတ်ဆောင်ယူသွားပါပြီရှင်လှရယ်နော်အဲ့ဒါလေးလေဒီပြီးတော့ဒီလက်စုပ်ကလေးတကယ်လှတယ်မဟုတ်ဘူးလားပြင်ပါလေးဟိုကြောက်အရေးရလဲအရန်ကောင်းတော့ဒီဇိုင်းကလည်းအရန်လှတော့ကြောက်ကဗရမ ्या ကြောက်ဗရမ ्या အရေးရလဲကြည်ရှင်းတောက်နေတာပဲတော်တော်လှတာဗရမ ्या လေးကအလုံးလေးတာသေးတာတော်တော်မှဟိုဘယ်လိုပြောရမလဲဆိုလို့ရှိရင်အရေးကကြည်တောက်ပြီးတော်တော်လှတဲ့ဗရမ ्या ဒီလက်စုပ်ကလေးကဒီဇိုင်းကတော်တော်လှတယ်မဟုတ်တကယ်လှတယ်တော်လုံးဝနန်းဆန်တော်ဝင်တဲ့ဗရမ ्या ဘယ်လက်စုပ်လေးကိုပေါ့နော်ဝယ်ချင်လို့ဆိုပြီးတော့မှစဉ်းစားနေရဆိုဒီဗရမ ्या မျိုးကိုယူဒီဗရမ ्या ကလုံးဝအရေးလဲလှပြီးအရေးကြည်လို့အရေးကဖန်သားမှန်သားလို့ပုံစံမျိုးပြီးတော့စိန်ရလဲအဲ့လိုအဖွေးအတောက်မှာအများကြီးပြွတ်နေတာဒီဇိုင်းလေးကလည်းအရန်လှလို့ရွှေရတဲ့နောက်မှာလက်တိုင်းလေးကထူထူကြီးလေးလောက်ပေးထားတာမို့လို့အရန်လှအပြစ်မောက်ဆိုပူတော်မောက်ကြိုက်မှာတော်တော်လှတယ်ဒီဇိုင်းလေးကဒါလေးဝတ်လို့ရှိရင်လည်းအများကငန်းပေါ့နော်ငေးမဲ့ပုံစံမျိုးလေးအဲ့ဒါလည်းတော်တော်လှတယ်နော်ဒီဗရမ ्या လေးဗရမ ्या လေးတော်တော်လှတယ်ပြီးတော့ဒီဥစ္စာလောကတ်ကလေးကလေပုံမှန်ဒီလောကတ်တရားဒါဆိုလို့ရှိရင်ဒီဗရမ ्या ပြွတ်ကလေးနဲ့စိန်လေးနဲ့လှလဲခုနမူးစေးခွာပြမူးစေးဒါလေးလို့ကျလို့ရှိပြီ15သိန်းအောင်လေ73သိန်း5000နဲ့ပဲယူတော့ဒါထပ်တော့မလျှော့တော့ဘူးเนาะဒီမှာ73သိန်း5000ဗရမ ्या လောက်က73သိန်းနဲ့5000ပါရှင့်ဗရမ ्या လောက်ကကလေးပါဒါလေးเนาะအရန်ကြီးလဲလို့ပုစီလေးဟိုမှုံဖွားလေးနဲ့တည်ရမလားဘာမှလည်းမမြင်ရတဲ့ဟာမျိုးမဟုတ်ဘူးเนาะဗရမ ्या လည်းမြင်ရတယ်ရဲဗရမ ्या တွေအကုန်လုံးက natural ruby မိုးကုတ်เนาะအကုန်လုံးပြီးတော့စိန်လေးလည်းဘေးနာပတ်ထားပြီးဒီဇိုင်းလေးရချစ်စရာလေးအဲ့တော့ daily wear လေးနဲ့ပုံစံဝတ်ချင်တယ်ဆိုလို့ရှိရင်တနင်္ဂနွေဖြစ်တဲ့အမတွေဆိုရင်ဗရမ ्या ဆောင်မဒါလေးဆောင်စိန်တဲ့ဗရမ ्या လေးနဲ့73သိန်း5000ပဲပြီเนาะဒါလေးကအနည်းဆုံးမရအောင်ဆို15သိန်းလောက်ရအောင်လေညီမအမြက်ကနည်းနည်းလေးပဲတင်ထားတာပါရှင့်မဟုတ်เนาะမဟုတ်လည်းတိမှာပါဝင်နေကြပါเนาะ customer တွေတိတယ်ဝင်နေကြတယ်ဟိုမြလက်စုပ်ကရှိတယ်တဲ့ပြပေးမယ်ခဏလေးเนาะမြလက်စုပ်ကစိုးရောက်သွားပြီမြလက်စုပ်ကဒါမျိုးရမယ်ဒီပြမယ်ပြီးမှတင်းနှစ်တုံလေးမေးပြီပေါ့เนาะဒီအကောင်ဝတ်ပြပေးမယ်မြလက်စုပ်ကလေးတန်တန်လေးနဲ့ဝတ်ပြပေးပါမယ်ရှင်ဒီလိုတန်တန်လေးနဲ့ဒါလေးမြတွေဒီလိုမျိုးရှိမယ်ဘဘီအမြဲတမ်းဒါလေးကြိုက်လို့ဒါလေးတစ်ခါကြိုက်ရင်သွားလာပြီးဝတ်တယ်ဒါလေးကြိုက်လို့ရောင်းမှာပေါ့เนาะကိုကြိုက်လို့ဒီမှာလိုမျိုးလေးတွေเนาะပြီးရင်မြကြီးစိမ့်ဖန်ဖန်ခုနကမြလက်စုပ်လေးဈေးပြောပြပါမရှိတော့ဘူးမရှိတော့ထက်လက်ခတ်လို့မရအဲ့ဈေးနဲ့လဲအဲ့ကြောင့်မလို့ဈေးလည်းမပြောတော့ဘူးเนาะထက်လက်ခတ်လို့မရညီမအတန်ဆုံးပေးထားအဲ့လိုမျိုးအဲ့ကြောင့်ညီမရွှေဝဲတဲ့ customer တိတ်ကြိုက်တာလိုက်ကိုစောင့်နေတာဥရသူရပြီးရင်ပြီးအော်လည်းမရဘူးစခါရဲရောင်းပြီးအဲ့ဝဲမတွေပြင်အောင်မဲ့မတွေဆိုတော့မှအမျက်လဲကြက်မယ်ညီမလိုက်ရစောင့်ကြည့်ညီမလိုက်ကလည်းအမြဲတမ်းလို့လည်းမလွင့်ဖြစ်ဘူးဒါပေမဲ့လွင့်တော့လည်းလွင့်ပါတယ်2ရက်တစ်ခါ3ရက်တစ်ခါလောက်ပေါ့နော်အဲ့လိုမျိုးလွင့်တယ်2ရက်တစ်ခါ3ရက်တစ်ခါလောက်လွင့်တယ်ဈေးရလည်းတော့ share တင်ရမယ်ပြင်အောင်တဲ့သူတွေဝတ်တဲ့သူတွေရော surprise ဈေးနဲ့လုံးဝစိုးအောင်သွားမရှိတော့ဘာလို့အတန်ဆုံးနဲ့ပေးလိုက်လို့ထက်ခတ်လို့လည်းမရဘူးထက်ခတ်ပြီးဆိုလည်းမခတ်နိုင်ဘူးဈေးနဲ့ဘာလို့ဆိုဟိုတနင်္လာနေ့နဲ့တမန်တက်ပေးတာဖြစ်တဲ့အတွက်ပြန်ခတ်လည်းမလွယ်ဘူးအဲ့ဒါဒီလိုမျိုးလေးတွေရှိပါတယ်မြလေးတွေကိုနော်အေးအဲ့အလေးလည်းလှတော်တော်လှအဲ့အလေးလည်းကဲဒီမှာဒီလိုလှတဲ့မြလေးတွေကွယ်မတို့ကဲနော်ဒီမှာဒါလေးက30ကျော်ပဲမရှော့ပေးမယ်လေစစ်ပြလုံးမဲ့30ကျော်ပဲတဲလိုချင်တဲ့ဆိုတော့ CPU ကိုတော့ပေးပါပြောပေးမယ်30ကျော်လေးပါပဲရှင်အားလေးဒီမှာမြကလက်မလေးက1ညလေးဒီမှာနော်အရန်ဒီဘဲပုံစံလေးအရန်လှတယ်ကို့အသေးလို့နော်စိတ်ကူးလဲနော်နောက်ကြောက်ရမှာနော်ဒီဟာလေးဒီမှာ1ဒီမှာချစ်စရာလေးတွေကွယ်အမတို့ဒီမှာတီညလေးနော်ဒါတွေကလေဒီအကြီးတစ်ခုပဲ30ဆွန်းကျန်တာလေးက20ကျော်နဲ့ရမှာည20ကျော်နဲ့ဘယ်မှမရဘူး
နော်စီဗီမာတာမေးပြီးအမတို့လုံးဝတန်စီရမယ်မှန်တယ်ပြောချမ်းသာညီမရပြီရအကုန်ကပြီးကုန်အနိကပုံရှိလားမင်းပြရတယ်ဒါလေးလားဒီလောက်ကနေအဲ့ဒါလေးတန်နေမောင်တာဓာတ်ပုံရရှိလားအသေးလေးပြပေးမယ်နော်ဗီဒီယိုအိတ်ပါလားဟုတ်ပါဒီချင်းဖွင့်နေတော့နော်ဒီမှာမြရပါရှင်နော်အသေးလေးဒီမှာ20ကျော်နေနဲ့ရောင်းပေးမှာနော်ဒီအကြီးတစ်ခုလေ30ကျော်ပို့ပတ်မကျော်ဘူး30နည်းနည်းအလေးတဲပဲကျော်မှာဒီအကြီးအောင်မှာနော်30တော့မှ35အောက်ဒီအကြီးတကွင်းနဲ့ကျန်တာအကုန်လုံးက20ကျော်နဲ့ရမယ့် item ဒီစိန်နဲ့ဒီလိုမျိုးမြနဲ့ကိုဒီလိုစင်းနဲ့ရတာလေဟိုပွင့်လို့ပြောဆိုအများကြီးတင်လို့ရရပဲလေနော်မတင်ပါဘူးကို customer တွေနော်ရိုးသားပွင့်လင်းစားနေပဲကိုအမတွေကိုတန်တန်လေးနဲ့ပဲเนาะအချိန်မီပြန်ရောင်းမပြန်လဲမရှိရလေเนาะဟုတ်တယ်မလားကျမလည်းဆယ်ကနန်းနေစားပြီးလို့ရှိရင် ground ကပ်ပြီးခေါင်းကြိုက်နေရမှာမဟုတ်ခေါင်းကပ်လို့ ground ကြိုက်နေရမှာ ground လည်းမကြိုက်နိုင်ဘူးเนาะ ground ကလည်းမကြိုက်ဘူးအဲ့တော့တန်တန်လေးနဲ့ပဲကိုမျက်ယူထားတဲ့ဈေးလေးကကိုချိန်ချင်းမပြန်ရလို့ရှိရင်လေကိုပြန်ယူနိုင်မဲ့ဈေးလေးနဲ့ပေါ့เนาะအဲ့လိုမျိုးခေါင်းတွေကြိုက်မခံနိုင်မတရားလေးစားပြီးတော့နောက်ဒီမှာဒါလေးကြီးပါတယ်လိုချင်တဲ့ဆိုရင်မေးပြပါအကုန်လုံးကဒီဇိုင်းလေးကြီးချစ်စရာလေးတွေညလေးเนาะချစ်စရာလေးတွေเนาะလက်ညိုးစေးလက်ညိုးကဒီမှာလက်ညိုးက2ခုလောက်ထားတယ်2ခုအပေါ်ကလားအောက်ကလားချစ်စရာလေအပေါ်လားအောက်ကလားတဲ့ဒီမှာလက်ညိုးထွက်ရင်ရေဖြစ်မယ်ကဲဒီမှာအပေါ်လားအောက်လားလက်ညိုးကအပေါ်က1အောက်က2 1 2 1 2ရိုက်နေသလားနော်လက်ညိုးအကောင်လုံးကဟိုဟာလေ30အောက်တွေပဲနော်20ကျော်နဲ့30အောက်တွေပဲနော်ဒီမှာဒါလေးတွေပါလက်ညိုးကလေအပေါ်1 2နော်ဟုတ်ပြီမယ်နော်ဒါလေးက73,500အချက်ကလေးအရန်တန်တယ်နောက်ဒီတကယ်ပြောရွှေသေးကိုမထင်နဲ့နော်မကြဘူးနော်မပြောချင်ဘူးအဲကြတယ်တက်တယ်ဆိုတဲ့အကြောင်းလေးလေအောက်ကဟာတဲလေး28သိန်းကို26သိန်းနဲ့ပဲယူတဲလေးဒါမှဒီအရင်စင်းနဲ့ပေးထားတာ26သိန်းနဲ့ပဲယူမဖို့ပြမယ်အောက်ကဟာလေးတခုလေအမအမြဲတမ်းဒါလေးကိုကမပေးရအမအဲ့ဒါကြိုက်လို့အမလည်းကြိုက်လို့အဲ့ဒါလေးကအမပွင့်လင်းပြောရင်တော့ယူဝတ်တယ်ကြိုက်လို့နော်အောက်က20နဲ့မှတဲလေးနောက်ဆုံးစင်း28ကို26နဲ့ပဲယူတဲ26ကတခုလည်းဝတ်ပြမယ်နော်အရန်လာတယ်တခုလည်းဝတ်ပြမယ်နော်အဲ့ဒါလေးက26သိန်းဒီမှာချစ်စရာလေး26သိန်းပဲယူပါရှင်ဟုတ်တယ်မာလီစီကပစ္စည်းတွေတန်နေတန်လေးနဲ့အော်မာကြီးကျေးဇူးပါအော်အထားဟုတ်တယ်မပရက်ရှာဟုတ်တယ်ချစ်မကြီးပလဲလေးအထားပေးရမပလဲထိုင်မလေးမှတ်ထားရမစိုးကိုင်းညီမလေးမရဲ့သမီးနဲ့မကျေးဇူးတင်ပါတယ်လို့ comment လေးပေးရသမီးမကြီးအော်အထားလေးဆင်ရအောင်လေညီမလေးလွှဲထားပေးတယ်မညီမလေးဟိုမသမီးလေညီမလေးကလွှဲထားပေးတယ်ညီမလေးကိုဆိုဟာလေဒါလေးကတဲလေးဟိုပါရှင်ဟိုလေဇမ်ဘီယာမြပါရှင်ဇမ်ဘီယာမြလေးပါနော်ဇမ်ဘီယာမြလေးပါရှင်မိုးကုတ်မြမသုံးပါဘူးမိုးကုတ်မြဒီဈေးတင်တယ်တလုံးနဲ့ပဲဈေးကနည်းနည်းလေးဟိုနော်နည်းနည်းလေးထောင်ကနန်းမရှိတယ်ဒီလိုတေးလေးတလုံးဆိုလို့ရှိရင်မိုးကုတ်မြအခုတော့မသိဘူးကျွန်တော်မခတ်တော့ဝယ်တော့မသိတော့ဘူးเนาะအရင်တော့ထောင်ကနန်းမရှိတာဒါပေမဲ့ဒီဥစ္စာnatural amara မိုးကုတ်မြအောင်ဆိုမိုးကုတ်မကြိုက်မဖွာအောင်မိုးကုတ်မြတိတယ်မဖွာဘူးကျမအဲ့လိုမြဆိုလို့ရှိရင်နိုင်ငံခြားလာတဲ့မြဖွာကိုလံဘီယာတော့ very အရန်ကြိုက်ပေါ့ရှင်သို့တော်လဲသူ့ဈေးမှာအလစ်တဲနည်းနည်းသိရမလားကြီးတယ်လေကွယ်အဲ့တော့ဘယ်လိုလဲကိုလံဘီယာကျဈေးကြီးရောဇမ်ဘီယာမြအောင်မှာအရင်ထက်လာလေးဆိုလို့ရှိရင်ကိုလံဘီယာတော့လှတာပဲလေနော်အဓိကကိုလံနဲ့ဒီနိုင်ငံလေးပဲကွာသွားတာဒါပေမဲ့မြကြီးကတူတူပဲလေနော်အဲ့တော့ natural amara ပဲဆိုတော့အရင်ကြီးလေးနဲ့လှနေကျင်တတ်တယ်ရှင်ဒါကိုလံဘီယာဆိုလို့ရှိရင်60ကျော်လောက်ရောင်းပါပါလို့ဆိုတော့ကိုလံဘီယာအရင်ဈေးကြီးရလေနော်မြအဲ့ကြောင့်ဒါလေးတော့ညီမတကယ်ဒါ20နဲ့8တို့အနည်းဆုံး30တို့32သိန်းလို့ဒါစိုင်ချင်းတင်လို့ရတဲ့ item ဒါလေး26သိန်းပဲပေးထားရတယ်အရင်လာချစ်စရာလေးမြလေးအရင်လဲကောင်းတယ်စိတ်ရွှင်လေးနဲ့နော်ဒါလေးကြိုက်နေဒါလေးဆိုတကယ်လှဒီမှာနော်အဲ့လိုချင်း20ကျော်26သိန်းအောင်တက်လေးအဲ့ဒီတကယ်ဖန်သား6လောက်ဒီအရင်စင်းနဲ့ပေးထားတာဒီစင်းနဲ့တော့မရအခုရွှေစင်းနဲ့ပြတ်ခိုင်းတော့ဒါလည်းမရတော့ညီမလေးအဲ့ဆိုရွှေရောစိတ်ရောပါလေအကုန်လုံးနော်လုံးဝဟောဖိတ်ကြတာဆိုတော့လေနော်အဲ့ဒါလေးရှိမယ်အဲ့လိုချင်းယူပါနော်ညလေးလှညလေးချစ်စရာဒီမှာဒီလိုလေးနော်ဟုတ်နောက်ထပ်လာအားပေးအောင်မယ်ဟုတ်မိုင်းကျေးဇူးအများကြီးတင်ပါတယ်အားရှိတာလိုက်လိုက်ရဟုတ်မိုင်းကျေးဇူးပါပလဲတွေမရသေးဘူးနော်ခတ်ထားတော့မိုင်းပလဲလေးအထားပြီအဲ့မှာဒီတော့
ဝါနာလို့ရှင်တော့ဟုတ်ဖြစ်နေလို့တဲ့အာနောက်ကတောက်ထည့်ပေးပါပါဒီကတိတိကျကျလုပ်နေတောက်ထည့်ပေးနေ မမလေမမရဲ့ဒီနပိတ်ကလေးရလေဟိုမမကြတခြားပုံမှန်နေနဲ့မတူဘဲနဲ့အဲ့လိုနားနည်းနည်းလေးအဲ့လိုပေါ့နော်ပါလို့လားမသိအဲ့လိုတွဲတတ်တယ်ဆိုတော့တေချာလေးဗရင်ကနေခတ်လောက်ထားပေးရမမနော်စိတ်တိုင်းကြကိုအမကြီးလောက်ထားပေးပါတယ်ရှင့်ဟုတ်ဒါ73,500လို့ချင်းယူတော့တကယ်တန်လို့နော်ဒါလေးဒါခုဒါလေးချုပ်ရအောင်ညလေးတစ်ခုခပြပေးမယ်နော်ညလေးအဲ့ဆက်လောက်ကရန်တန်နေဘသူကဘလို့မသိသူကြော်တာတိတိဖော်စားနေလားမသိအဲ့ဒါခဏဟိုမြလေးလေးယောက်မြလေးရှိရ30နဲ့ဟိုနောက်ပေးထားအရန်တန်နေ30ကျော်သွားတယ်ည30ကျော်ဘာမှမမရဘူးကိုပဲရတာအမြက်ကလည်းအလစ်တဲပဲတည့်ရတိုင်းကိုဆိုဒီမှာလှဒီတိုင်းလာလှနေတန်းနေသေးရပဲဘာလို့ဒီမှာအများကြီးဂုတ်သွေးဆုပ်ပြီးအမျက်တွေတင်ပြီးတော့မှဟိုနေရာမှာလှရဆိုမျက်နှာလုံးလုံးမှာလဲမလုပ်ဘူးလေနော်အာကုတူကြီးများမတူဘူးလေဟုတ်တယ်မလားအဲ့တော့ဒီမှာလဲဖဲဖြစ်အောင်လုပ်တယ်ကိုယ့်ရဲ့သွေးနဲ့ချွေးနဲ့ကိုပင်မန်းဟာနဲ့ရထားတဲ့ကိုယ့်ရဲ့မှန်မှန်ကန်ရထားတဲ့အမျက်customer မှာလဲဂုတ်သွေးမဆုပ်အများကြီးမတင်တာပဲနဲ့ကိုရတဲ့အမျက်ကလေးလည်းလှူတန်းတယ်အများကြီးတင်ပြီးတော့မှဒီဘက်မှာကြာလှူတယ်အဲ့လိုမလုပ်ဘယ်တော့မှမလုပ်ဘူးတင်သွားခံလိုက်မယ်ဘယ်တော့မှမလုပ်ဘူးသိလားအဲ့ဒါတက်ဆာဆိုရဲနော်မလေးအရန်ကြောက်တာအဲ့လိုမျိုးကိုလုတ်တဲ့ຢာကိုရှိလာတာလေဘယ်တော့မှမလေးပြင်းမလို့ဘူးအားကြောင့်အရန်တန်တော့ဒီလိုမျိုးမြရလေအရင်တော့ကကျမဒီလိုဟာဒီလိုမြအောင်ဒီလိုရောင်းတာအနည်းဆုံး45လောက်ရောင်းလို့ရတဲ့ item နော်ဒီမှာညီမနောက်ဆုံးစီပြောရောက်လာတယ်ဒီလိုမျိုးမြကလတ်လဲကြီးတယ်မြအရင်လဲလှတယ်တန့်တယ်နော်စိန်ရလဲအများကြီးပတ်ထားတာအောင်မှာညီမဒီဥစ္စာကို40မပြည့်ပဲနဲ့ရောင်းတာဒီကောင်ထပ်တော့ short လို့မရဘူးထပ် short ရင်တော့ညီမအရန်ဝမ်းနဲ့မှာအမတန်ဝမ်းနဲ့မှာဘာလို့ဆိုတော့အရန် short လို့မရတဲ့ဟာမျိုးကို short ခိုင်းရပို့ဆိုးတာပေါ့နော်ညီမအများကြီးလည်းမတင်တဲ့ခါကျတော့ဒီမှာလှလိုက်တာဒီမြလေးလဲဒီမှာကြည့်ဟုတ်လားအမတို့ဘလောက်လှလဲကြည့်တော်တော်လှတယ်ကြိုက်တဲ့ကျိုးနဲ့ဆွဲရွှေဟိုဗါလဲပီတီကျိုးအလုံးကြီးနဲ့ဆွဲလဲလှရတယ်ဒါညီမပီတီကျိုးတသိန်းလေးပဲဆွဲထားတာတကယ်အရန်လှရဒီမြနေဒါဆိုသာမှပိုင်းတော့39နဲ့39နဲ့ပေးထားတာနော်အဲ့ထက်တော့လုံးဝ short လို့မရဘူး39ဘာမှမရဘူးရှင်ဘာမှမရဘူးအနည်းဆုံး45အနည်းဆုံးပြတော့55သိန်း45လို့ရောင်းလို့အဲ့လို45တွေပါရောင်းလို့ရတဲ့ item စိတ်ရပြုတ်နေတာနော်စိတ်ရအများကြီးပဲဒီလိုမြကလက်ကလည်းအကြီးပဲအခုတော့ရှင်ည promotion တွေသွားမှာအခုတော့မသွားသေးပါဘူးညမအားသေးညီမကလေးတွေငယ်သေးလို့ကလေးတွေကြီးတဲ့ခါ promotion တွေသွားမှာပေါ့သွားတဲ့ခါကြလို့ရှင်ဒီဈေးနဲ့တော့မရအောင်လုံးဝမရအောင်ဒီဈေးနဲ့ဘာလို့ဆိုတော့အခြားချက်စီလာပြီလေခကြီးတစ်ခုကိုသွားရတယ်ကျမတို့ဒီမျိုးဟိုဝန်ဆောင်မှုတွေအများကြီးရှိတယ်တဲဖြူဘလောက်လဲမရှင်းဘာကြီးလဲဘာလို့မရလဲဘာလေးမရလဲအချီလဲထားရမှာဥမပေးစီပို့လိုက်တာတော့ချားလေးအရန်တန်တယ်အဲ့ဒါလေကျမလိုက်လေးကိုလေတကယ်ပြောဖះသူမှရောချမ်းသာပါစေဘယ်တော့လိုက်လွှင့်ရှိလဲဘေဘီအဲ့လိုမျိုးမေးကြတာညီမအားလုံးနဲ့ပစ္စည်းရအောင်ပေါ့နော်အဓိကအားရဆိုတာကိုလေပစ္စည်းရဖို့လည်းလိုသေးတယ်အဲ့ဒါကြောင့်ပစ္စည်းရဖို့ပစ္စည်းတွေရှိနေမှလည်းကို customer ကိုပြပြီးတော့မှဟိုဆွဲပြပြပြီးရောင်းလို့ရမှာလေနော်တကယ်တန်တယ်နော်ဒီလိုဟာမျိုးကိုလေ30ကျော်နဲ့တက်တဲ့နေရာမှာမေးမရဘူးဒုံးတော့မလို့မရဘူးကျမမတုံးဘူးနော်အယောင်းလဲချိန်ပြေးနော်ပြတာလှရဲဆိုပြပေးရဒီမှာနော်လိုချင်တော့ယူပါဒါလေး39နောက်ဆုံးပေးထားအရန်လှတယ်တဲ့မမဆိုခိုင်ကျေးဇူးများကြီးတင်ပါတယ်ချစ်သမမလည်းကျမချမ်းသာပြီးတော့မှစီးပွားရေးလည်းကောင်းလုပ်ငန်းတွေလည်းအဆင်ပြေအမြဲတမ်းလှပပါစေတာတိုင်းရလိုတိုင်းရဘွက်ပိုင်ဆိုင်နေပါစေနော်မမအမြဲတမ်း like ကလေးကိုကြည့်ပြီးအားပေးတယ်ချစ်ရတဲ့အမကြီးဆက်ချမ်းသာပါစေကိုကျမပါစေရှင်ခင်ဗျလုံးရှင်ပြောရေးအပူကင်းပြောက်အေးရောက်ကြပါစေမမတို့ချစ်စစ်တင်တယ်နော်မမပလဲလေးလည်းအားပေးတယ်ပလဲတွေကိုမလေးမျိုးစုံကြိုးခုံအားပေးရအဲ့လော့ကတ်ကိုလည်းတကယ်တန်လို့အဲ့ဒါလေဘသူဟုတ်တဲ့မိုင်းခွာတော့မင်းနေရဗာလေတို့ဒီပါဟိုမဗာလေဒီပါမိုင်းလော့ဆက်ခင်လားဘယ်အဲ့ဒါမေးအဲ့ဒါလေတကယ်ရဲတန်တာအဲ့ဒါတော့အရှင်းတန်တာအဲ့ဒါလေးကဟိုတနေ့ကပုံလာမေးတော့အဲ့တော့ပစ္စည်းမရသေးလို့အခုပြန်ကတ်ထားပေးရရရဲဆိုတော့နော်ဒါလေးရှိမယ်မြရတယ်ဆွက်ပြထားပေးအနိကပြပေးမယ်အရန်လှလို့ဒီမှာဒါစက်တနာခွဲလိုက်စင်းပါနော်အမတို့ရရပြီးမှစင်ကရှော့နဲ့လာလို့ရရနော်ညီမပြသွားပေးရပါရှင်တနန်လေးတန်မယ်လို့ထင်တဲ့ဟာလေးပေါ့နော်ကို့အမတွေကိုတနန်လေးနဲ့ပေးတာပါရှင်ဘာမှမဟုတ်ဘူးရခိုင်ဒီလျာဘလို့ကားလဲဒုံးနဲ့ရက်ခံပါမေမကြိုက်ဘူးနော်တမီးကိုပြပါပြောမှာအတန်ပြီးတော့လေအမရောင်စုံဒါလေးချစ်စရာလေးပွဲတွေပါသွားမဆိုပွဲတိုးတယ်တရားဒါလေးလာဘီယာမေမကြိုက်အဲ့လိုတန်နေစပင်းနဲ့ရောင်စုံလေးချစ်စရာလေးလက်စုပ်ကလေးမိုးရစက်ရမယ်ပေးရမယ်ဒီမှာမိုးရစက်စပင်းနဲ့ရောင်စုံလေးလှရနော်
Kuma, keren bota, keren bota, punya keren bota. Punya. ဒါလေးလည်းချစ်စရာလေးဒီလို spin နဲ့ရောင်စုံလေးလက်စွပ်တိတိလိုချင်နေဆိုလဲရမယ်နော်မတို့ပစ္စည်းလေးရှိတယ်Keren bota, pilih mana bota. ဟဲ့မသိဘူးလည်းမတက်လိုက် ညလေးကစီမမေးပေးနော်ဘဘီကတခါတည်းဒီမှာလေပြပေးရဆိုတော့စီမမေးပေးပါဒါလေးခဏလေးညီမလေးဒါလေးမိုင်းပြမယ်မိုင်းပြမယ်ချစ်စရာလေးတကယ်ချစ်စရာလေးဟဲ့ချဲပုံစံလေးကသူကဟိုဟာလေးနဲ့အဲ့မြအဲ့ဗရမလောက်ကခလေး73သိန်း5000ရန်တန်တော့ဒီမှာကြည့်ဖုတ်ကပြက်လာမသိလိုက်ရတယ်မှောင်တုံးပဲဒါလေးဗရမကလည်းအရေးပန်းအောင်လို့မဟုတ်ဘူးနော်အနီရဲရဲလေးနော်ဗရမလေးကလည်းအနီရဲတယ်စိတ်လေးနဲ့ပတ်ထားတာဒါလေး73သိန်း5000လေးဒါအနည်းဆုံး15သိန်းတော့ကောင်းကောင်းရောင်းလို့ရတယ်ဘယ်မတင်ပါဘူးကိုမကြီး73သိန်းနဲ့5000Ah, Pak Buat dia. Apa? ဒီမှာ Dah dah. Mana? Mana dah? ဒါလေးအရန်လှရတယ်လေဗရမကိုလေဟိုဒါလေးလည်းလှရစိတ်နဲ့ကတ်နေဒါလေးလည်းလှဟိုတနေ့စိတ်ကက်ပြအကုန်ကုန်လေနော်တီတီအမရှိရောစိတ်ကက်တော့လှအနိုင်ငံခြားအမပပီတို့ပါဝယ်ပါနားပြမပြောက်ပါနဲ့နောက်ကတ်တာဒီစိတ်ကကြီးဒီညကကြီးကိုရတာတော်တော်အခုကတခြားကြည့်မိတယ်ကိုအောင်ရောင်းနေနေဘယ်ရောက်လဲဒီနေ့ပါတစ်ဖက် ကိုယ်လည်းဆွဲနေလေးစီးတယ် ပြီးနောက်ဆုံးပေးထားတာ45သိန်းကိုရောင်းလို့ရတယ်လို့ပြောတော့ဟိုလိုခေါ်တာလည်းမဟုတ်ဘူးပြောပြတာ39သိန်းကတော့နောက်ဆုံးနော်ရှင်ဘက်ကဥစ္စာရှင်ဘက်ကဘယ်လောက်တမီရှင်ဘက်ကဥစ္စာဓမ္မကဥစ္စာ50ကျော်ရင်သူကရှင်တို့ဟာ အရင်စီးတော်ရင်တို့လည်းပါ 55 52သိန်း အရင်စီး နောက်ဆုံး52သိန်းနော်နောက်ဆုံးရမရတော့နော်နောက်ဆုံးကဖြစ်တဲ့ဆိုတော့50အဲ့ဒီမလျှော့တော့လျှော့လို့မရတော့ဒါရှင်တို့ဆွဲသီးလေး50နော်50ပဲယူမှဒါလေးက50ပဲယူတော့နော်အမတို့မြလေးလဲလှဒါကဗရမ ्या ဟွာလေးဗရမ ्या ဖြစ်ကုန်ပြီမြအောင်မအရင်လဲလှတယ်ရှင်တို့လည်းလုံးလို့ရလောက်ကလုံးလို့ရဒါလေးက50အမတထက်တော့မလျှော့တော့နော်55လောက်တော့ကောင်းကောင်းရောင်းလို့ရတယ်အနည်းဆုံးလေနော်မမတို့လိုချင်တော့ပြပိပါရှင့်နော်အဲ့ဒါလေရှင်တို့ကလုံးလို့ရတယ်ဒီခုလို့ရှင်လည်းအရန်လှဝတ်ပြလို့ရတယ်နော်အော်ဟိုဒါလေးဟိုမခက်ဆန်းပို့မှာလားဒီလက်စုပ်လေးတက်55 50နဲ့ပေးထားပါတယ်အော်ဟုတ်မအစီမှာမနောက်ဆုံးယူလိုက်ယူလေဟုတ်အဲ့ပြလိုက်တော့ရောင်းလိုက်တော့အဲ့ဒါမလျှော့တော့ဘူးလို့အဲ့ဒီတော့မလျှော့တော့ပါအရင်စင်းနဲ့ပေးထားတာအဲ့ဒါမှ90တော့မမမရတော့ဘူးမှဆက်ပြပေးမယ်နော်သူကတူးဝဲလုပ်လို့ရရင်တော့ရောရှင်တော့ဟိုဟာဒါဆိုညီမအိမ်မှာဒီရိုးအင်းနဲ့ဝတ်ထားတာညီမဝတ်စုံလေးပိုင်းလို့ဆိုအမလေးရမ်းလှဒါမဲ့ဘယ်ဝတ်ထားမရှိလား Tak mana? အပိတ်ကူဆယ်ဘူးဟုတ်တယ်ပိတ်ကူဆယ်တီး50နဲ့မမမရတော့ဘူးမမမရတော့တကယ်အရင်တက်နေတက်တဲ့နေရာမှာမေးကြည့်မရတော့နော်ခရမ်းဆွဲနက်ကက်ကလေးချစ်စရာလေးနက်ကက်ကမပြောင်းသေးဘူးခရမ်းဆွဲပြောင်းလိုက်တော့တမီးချစ်တာလေးချစ်လားဒီက39သိန်းဒါလေးနဲ့တက်နေနော်အသေးတို့ရှင်တို့မြလောကက်ကိုလေဒီလိုစင်းနဲ့မမမရအောင်နော်အမတို့အဲ့ဒါကျမလုံးဝအာမခံနေရှင်ဒီစင်းနဲ့ဘယ်လိုမှမရတဲ့စင်းဒီစင်းနဲ့ဘာမှမရပါဘူးရှင်အဲ့ဒါလေးကလေရမ်းတန်ပါတယ်စိုက်လဲကြီးတယ်သူကညလဲအရေလှတယ်ဆင်ရလဲအများကြီးပဲဆင်ရလဲအများကြီးပဲခရမ်းကလုံချောလေးနဲ့ဒီနကလေးလေးချစ်စရာလေးနော်ဒီမှာကြည့်ဝတ်လိုက်ရင်တိတ်လှတာပဲရှင်ဒီမှာကြည့်ပါလှလိုက်တာဒီမှာကြည့်ဝတ်ပြဟာလှရနော်
ခရမ်းဆွဲလေးပါရှင်ဒီလောက်ကလေးကဒါတကယ်90ရာနောက်ဆုံးစပဲတော်လာအဲ့အလေးကလည်းအရင်စင်းနဲ့ရောင်းပေးထားတာเนาะအမတို့အရင်စင်းနဲ့ရောင်းပေးထားတာပါရှင်ဒီမြတော်တော်လာတာဒီမြဟိုညီမလေးအိမ်မှာသူကြိုက်သူဝယ်ရတဲ့အချိန်မှာလည်းလူကြက်တော့ဖြစ်နေလို့ဝယ်ရဒါတော်တော်လာသူအထူကြီးပဲရွှေအထူကြီးနဲ့စိတ်လို့ဒါပွဲတက်ကောင်မှပြန်ပိတ်ပြီးတာ ပြပိတ်ထားပွဲတက်ကောင်မှအဲ့လိုပုံစံမျိုးကမရတော့အရန်လှဘာလို့ဒါလောက90ဆိုဟာလေစီပီမှာဘာဖြစ်လဲဆိုလားစီပီမှာဘာဖြစ်တာလဲပုံပို့ပေးပါလားပုံအော်ဘယ်လိုလဲအမစီမာဟိုင်းပေးနော်ဝပြဆိုဝပြပေးမယ်အရန်လှတယ်ဒါကအရန်လှတယ်ဝပြဆိုဝပြပေးမယ်နော်ခရမ်းစောလေးလှလိုက်တာဟဲ့ငါလည်းကပြောပါငါခုထားတယ်ငါကောင်းကောင်းလှန်နေခုထားရထင်းနေရတော့ပေါက်ဆိုအဆင်ပြေဟိုလိုဆိုစမပြေ လောကကြီးငါ့ဆိုတာမအီ ဒီမှာဒီခရမ်းစောလေးလှရတယ်ဒီမှာကြည့်လုံးချောလေးနဲ့စိန်ပက်ကလေးနဲ့အော်အဲ့လေးလှတယ်ဒီမှာအဲ့လိုလှတယ်မိုင်းမိမို့ဒါလေးယူမိုင်းရဘာဖြစ်တာဒါလေးယူခီးတော့ဖို့ရှိတယ်ဒါလေးယူလိုက်လေအရန်လှတယ်မိုင်းဒါလေးညနေအရေးလေးလည်းကောင်းတယ်ဖောက်ကပ်ပြလာမသိဒီမှာပြရှင်းပါရင်နှလမဆိုင်ကြီးတဲ့ဆဲတီလေးပြပေးရှင်းနှလမဆိုင်တဲ့ကြီးရဲ့ဆဲတီကဘယ်ဆဲတီလဲညတွေကပြောဘယ်ညတွေကတို့ဟိုအဲ့ဒါလည်းမကြောက်ဟိုတရားလားဒါမရညပါပင့်ကိုလေးဆိုရှင်နှလမကြော်နော်အဲ့ရနေသူရမရမကြိုက်ဘူးလားမာကြီးကွာပြီးတော့စလင်းဝါရှိရနှလမမိုင်းစောယူသူရမရရှိရမိုင်းဒါနှလမကောင်းကောင်းကြော်တယ်သူရမရရှိရစလင်းဝါရှိဒါဆိုကြီးရလေမိုင်းစိုက်တယ်စလင်းဝါရှိမယ်သူရမရရှိမယ်စိုက်တိုင်းဆိုတလမနှလမကြော်တယ်မိုင်းအဲ့ရလေးရှိမယ်ဒါကတော့ဆိုးရဖို့တော့ယူမယ်ဆိုရင်တော့အော်လာဒါပဲဇာရရောင်းနေကြဆိုအော်လာမရတော့ပါဘူးဟိုမရပဲခရမ်းဆိုင်ရမယ်လေမိုင်းခရမ်းဆိုင်ခရမ်းလို့ချင်းယူမိုင်းခရမ်းဆိုင်ရမယ်မိုင်းမအဲ့ဒါလှရတယ်လားတပိအဲ့ဒါတကယ်တော့ကမပေးထားအောင်လေးတို့ဟောလောက်လိုက်မယ်မမဝတ်ထားတဲ့လေရင်းပုံ39လေပေါ်ကမောင်းရှိမှရှိရမလားကိုသားကမှရှိဒါလေးလှရဒါလေးလည်းဘယ်တော့မှမယူတော့၄တောက်ကလေးအရန်တန်တော့ဘယ်တော့မှမယူတော့၄တောက်ဒါလေးကိုလေဟိုစော့ကက်သေးလေးစော့ခောက်လုံးလိုက်ရမှာကြောက်ကင်းနေရောလေနော်ပြန်ကောင်းစင်းအဲ့တော့ကြည့်ပြန်ကောင်းစင်းကိုဟိုပါလေလောက်ကက်ကလေးဟုတ်တယ်ဒါဆိုလှတယ်လောက်ကက်ကလေးဆိုတွဲလောင်းလေးဒီနားလေးချိန်လေးအောင်တော့ပါတယ်ဒေါက်ကလေးဖြုတ်ကုတ်လိုက်မယ်လေအဲ့ထွေးပို့ဟိုလိုကောကင်းလေးကိုင်းနေတငကုတ်လေးတစ်ခုရသိပြောပါမဖြစ်ပါဘူးပြောတာပြအလောက်ကလေးအိပ်ပြရသေးလားမရတော့ဘူးမာကြီးအဲ့ဆိုးအောင်သွားတန်တာလေးတမက်ပေးလိုက်တာမရတော့ဘူးနော်မရတော့ဘူးမာကြီးနောက်ကျသွားပြီမရတော့ဘူးမာကြီးနိုင်ငံခြားမှယူသွားပြီတမီတန်လေးပေးတာပြီးတော့တမီအယောင်းလဲတောင်းခွန်လေအဲ့လိုမျိုးဆိုတော့ customer တွေကလည်းဖြစ်တော့ဟိုပါပြီးလက်ဆောင်လည်းပါသေးရဲ့ကိုကလည်း free မမပိုးကလည်းလေတိုက်တဲ့နေရာ
ပြည်ပလွဲလို့ပေါ့နော်ပြည်တွင်းမှာအကုန်လုံးနိုင်ဟိုဒီမန္တလေးနေပြီးတော့ပြင်ဦးလင်းကြောက်စဲကြောက်ပရောင်တောင်ကြီးနော်အင်းလေးကန်ပါလဲပြီးတော့ရွှေညောင်တောင်ကြီးပြီးတော့ကလောနောက်ပြီးတော့ကော့တောင်းနော်ကော့တောင်းတော့လင်းနဲ့တင်တာမို့လို့လင်းချောင်းနဲ့ဆိုရင်တော့လင်းကလေးပေးရမယ်ကျန်တဲ့ကားနဲ့သွားလို့ရတဲ့နေရာမှန်သမျှအားလုံးကိုညီမတို့ဘက်ကဝန်ဆောင်မှုအပြစ်မရောက်မချင်းကိုဈေးကိုနော်ဟိုဟာမရောက်မချင်းကိုတာဝန်ယူမှုတောင်းခံမှုအပြစ်နဲ့ daily free နဲ့ပေးတာ daily ဝန်ဆောင်မှုဟိုပါပေါ့နော်ဝန်ဆောင်မှုအပြစ်ပေးထားတာဟိုပို့ဆောင်ကမယူထားဘူးရန်ကုန်မြို့နဲ့ဆိုလို့ရှိရင်ကြိုက်တဲ့နေရာကိုပြောလှိုင်းတရားရှိပြီးသားနော်ပြိုတဲ့မင်္ဂလာတုံးနော်အကုန်လုံးကို daily free daily ကမယူပြီးတော့လက်ဆောင်မှာပေးသေးတာညီမရတဲ့အမြတ်က2သိန်းလောက်ပဲရတာ3သိန်းလောက်ပဲရတာအဲ့ဒီ2သိန်း3သိန်းရတဲ့ထဲမှာညီမမြတ်တာစင်တာလက်ဆောင်လဲပါသေးရလက်ဆောင်ကလည်းလေဟိုဘယ်လိုပြောမလဲစေတနာမြတ်တာပါတဲ့လက်ဆောင်ပေါ့နော်ကိုယ့်ရဲ့ပွားလေးတွေပတ်ဆိုင်ကလေးတွေကိုယ့်ရဲ့ကိုယ်တိုင်လိမ့်တဲ့လိုရှင်းလေးတွေအဲ့စိန်လောက်ကတ်ကိုလေဒီမှာဒါအရန် ဟုတ်ရင်းနဲ့ကပ်ပါ အရန်လာမိုင်းလာတဲ့ကောင်တရားယူလို့ဒါတကယ်တန်လို့ဒီမှာမိုင်းလာတဲ့ကောင်တမီးနာမည်မရှင်းခေါ်နေအလကားခေါ်မိုင်းတရားတကယ်တန်တယ်မိုင်းပြန်ခန့်နေတာဒီစင်းနဲ့မရအောင်တိလာမမဒီကောင်လေးအရန်လှလို့ဟုတ်တယ်ရောဖေးရယူပါယူလို့ ဆရာရုံး မပါဘူးမိုင်းအိမ်မှာပုတ်ခိုင်းတာပုတ်ခိုင်းတာ ပို့ခိုင်းတာ အဖေကမိုင်းမကတော့ဆိုတာအမြဲအဖေကပြည့်စည်သူမြဲတယ်ချစ်ဖို့ကောင်းတယ်အရန်တန်တော်စေးမှန်တော်စေးမြန်တော်စေးနဲ့ရောင်းပေးရနော်ကဲအဲ့လိုလေးပါရှင်အဲ့ဒါလေးကတကယ်တန်ပါတယ်အော်ဘာဘလူးတစ်ပတ်လေးဆွဲမဟုတ်လောနက်ကကလေးနဲ့ဝင်ပြမယ်ဒီခရမ်းစလေးလက်လှရနော်အမဒီမှာခရမ်းစနက်ကကလေးလက်ဆွဲလေးပြနက်ကဖြစ်ကုန်မှာချစ်စီရတယ်ကိုပြဟာမိုင်းလာစခင်အဲ့စိတ်လောက်ကကလေးမကြီးယူတကယ်တန်လို့ကိုမအောင်လေတန်လေးနဲ့ဆိုတော့ခေါင်းလျှော်ထားလို့စပင်ရလေးရွဲနေစပင်စီးရလို့ရှင်လည်းမဟိုအဖြစ်မှာဆိုလို့တကယ်တက်မရှိခေါင်းကလျှော်ထားတာဆိုတော့ဒီလက်ဆွဲလေးလှရခရမ်းစလေးကမှလုံးကြောလေးအဲ့ဒါဆိုဘာပုံနေပုံသူပြန်ပို့နေโอเคရောစဟိုပါလေဒါလေးချခဲသားလို့ကျတော့စိတ်မှာဆုံးရှုံးနဲ့မေးလို့ရရနော်ဒီလူဒါလေးမတော်မရှိအောင်ခဲခဲတောင်းဒီလိုဟာရတယ်ဒါလေးရတယ်လေဟိုဟာရတယ်မလှအဲ့ဒါဟုတ်လေအခင်းစေးတော့လှရဘိုးပြမယ်အဲ့ဒါမရကြအဲ့ဒါမရဘူးတော့ကအကြီးအဲ့ဒါရတယ်အဲ့မျိုးရမယ်ပြီးခင်းရောက်တဲ့3လုံးမပြီးဟိုရသူလှရလှမလှဟဲဘလူးတစ်ပတ်လေးချိတ်လိုက်တာဘလူးတစ်ပတ်ကလေးဘလူးတစ်ပတ်ကိုလောက်ကတ်လေးနဲ့ဆက်ပြမယ်မိုးရဆက်ဘလူးတစ်ပတ်ကလေးဒီမှာချစ်စရာလေးကြည့်ပါဦးအဲ့လိုပူစီလေးချစ်ပြီးကြိုက်တဲ့သူလည်းဒါလေးရှင်းဝတ်ပြမယ်လောက်ကတ်လေးနဲ့ဝမ်းဆက်ယူလေးရငကက်နဲ့ဟိုဟာလေးနဲ့လက်စကတော့မရှိဘူးလက်စကကုံသွားတာပြပေးမယ်ချစ်စရာလေးဒီမှာကြည့်ပါဦးချစ်စရာလေးငကက်ကလေး ဒါလေးကဘယ်လိုလဲအဲ့လိုမျိုးမရဘူး မရဘူးမမဗရမ ्या နဲ့ဆိုဈေးရမ်းချိပါဗရမ ्या ကတက်ကလက်ကိုပဲဈေးရမနေဘူးမကြီးချစ်မကြီးပြတူကဗရမ ्या ကိုလေအာဖရိကရမတော့မကြီးအာဖရိကရတုံးနေတယ်ဆိုရင်ဈေးကအလောက်မကျအာဖရိကရဆိုတာဒါဈေးမရှိဘူးတန်းမရှိဘူးတကယ်အာနိသိမညာအဲ့လိုမဝင်ဘူးလေနော်အာနိမဝင်လို့ဆိုပြောချင်တာမဟုတ်တဘောရကြတော့ဆောက်ရှောက်တွေပါရှိရလေသူ့အောင်သူအဲ့လိုမျိုးလေးတွေနော်လိုက်ကမန်းမရဟုတ်တယ်မကြီးလိုက်ကမန်းမရဘူးကိုမအဲ့ဒါကြောင့်လိုက်ကမန်းနေလုံးဝမရဘူးမစိတ်မသာမေးပြီနော်ညီမဒါ17နာရီခွဲညီမဆင်းမှာမလို့ဆော့ဆော့အိတ်ကကလေးကမနေ့ကျအကြောင်းပို့နေရတာဆိုတော့ဆော့ဆော့ညီမတို့ဒီလိုမတို့ပြီးလို့ရှိရင်ဟိုဟာဆက်ပြချက်လာရရှိအောင်ဆက်လှမ်းဖြည့်ပြောနေရသေးရဆိုတော့လေအားကြောင့်မလို့ဆော့ဆော့လေးနားရမလို့ပေါ့နော်ကိုမိုင်ဒီမှာဘလူးတစ်ပတ်လောက်ပါလေပေးဒါလေးချက်လိုက်ပါဒီကကိုပြဘလူးတစ်ပတ်လေးနဲ့ဒီဝမ်းဆက်ကလေးပြငကက်နဲ့ဟောဒီမှာငကက်နဲ့လောက်ကက်ကလေးနဲ့ဝမ်းဆက်လေးချစ်စီရလေးညီမဒါဆိုလူလက်ပိုင်းညီမလေးဝယ်လှဆော့ကဲမလို့မရဘူးမိုင်းမခဲရတာဒါဝက်လေမိုင်းဒါယူလေခဲရကမိုးရဆက်ကအရန်လှတာမိုင်းစိုက်လဲကြီးရဒီမှာကြည့်အောင်ထက်တဲ့ပေါ်မှာလေးစလင်းဝါနဲ့ဆိုရင်ရောဘယ်ဥစားပုံစံဒီဇိုင်းတိုက်တာဘယ်ဒီဇိုင်းဦးမခလင်းဝါနဲ့
ကြတော့ပင့်ကပုံစံကကြောက်ချင်းကမလို့ဒီကြောက်ကြီးပြတ်သွားမှာဈေးပြတ်သွားမှာပေါ့မရ စင်ရအများကြီးကွက်ထားစေ ကြီးစိမ်အများကြီးနဲ့ဆိုလို့ရှင်ဟိုဆလင်းကကြောက်ဆုံးဒီလောက်မသေးဘူးလေဒီတက်ကြီးမှာဆလင်းကကြောက်ကြီးနဲ့လှတာသိလား ဟုတ်တယ် အဲ့ဒါဆလင်းကတော့ဘောက်ကြမဟုတ်ကြောက်ကြီးတွေနဲ့ပဲလှတာတင်းမလှဘူးတင်းလုံးဝမလှဘူးမသိလားဒါမှမဟုတ်ညီမကဒါပြပေးရပါတော့ customer ဆက်ကြိုက်တော့အမတို့လုပ်လို့ရပါဒါပေမဲ့ပြပေးရလေနော်ကိုတိတလားမှတ်တလားအဲ့ဟိုလောက်ကလည်းဆိုလှဝတ်ပြပေးမယ်အဲ့ဟာလေးဆိုလဲ30မကြော်ရောင်းလာတာတကယ်လေအရင်နေ့နဲ့မရတော့ဘူးအဲ့တော့ဆိုလဲကိုတော်တော်ပရိမာဟောဖြစ်ထားတာ ဟုတ်တာနော် ပြမောက်ပြတုံးသေးလားကြည့် ကြည့် အကြည့်လှတယ်အဲ့တုံးကြီးအဲ့တုံးကြီးစိတ်တစ်ပတ်နဲ့လှတယ်ဒီမှာလေးမိုးရဇက်ကောင်မအဲ့လိုလိုချင်တယ်ဆိုလဲရတယ်နော်ဒီမှာလိုက်ရှာမိတဲ့တီလာတကူရှင်ရဲ့အကြောင်းတော်တွေမှာချီလမ်းပြဲပါစေကွယ်မိုးရဇက်ကလေးကိုငကက်ကလေးနဲ့ဆွဲသီးလေးနဲ့အဲ့လိုဝမ်းဆက်ကလေးချစ်စရာလေးဒီမှာလောကက်ကလေးနဲ့လောကက်ကလေးကလည်းချစ်စရာလေးနော်မိုးရဇက်လောကက်ကလေးပါရှင်အရင်လှတော့ဒီမှာဒီလိုငကက်ကလေးနဲ့ဒီလိုလောကက်ကလေးနဲ့ဝမ်းဆက်ကလေးလိုချင်နေဆိုရင်ဒီလိုမျိုးလေးလိုက်ရမယ်နော်လိုက်ရမကောင်းမအောင်မန့်တာမမြင်ရအောင်ညီမရှိမှာတခုမှရက်နေရှင်းမဗီဒီယိုမှာငါ့ကိုရက်နေကြားလာတယ်စက်တနာကြီးမတိုးခင်လေးကရက်နေဒီမှာဒီဝတီလေးပါတွေ့ရမလားကြားလာနေဘာမှလည်းမတော့ပျော်စရာကြီးပျော်တယ်ဟဲ့အဲ့လိုပျော်လေးရောက်လာတာပေါ့ခရစ်စမတ် တိရှိ နီလာဝါရဲ့ခရမ်းဆွဲရဲ့စိတ်ရဲ့အရန်လှရဲ့ဒါလေးကပဲနှစ်ခွင်းရှင်ဆိုတော့တကယ်အရန်လှရဲ့ဒါလေးကြီး အမတော်ကြီးလေ ဆိုတော့လေ yellow safari ရလေးနဲ့ဒီလိုလေးဒီဇိုင်းလေးကလည်းချစ်စီရလေးလှတယ် ဒီဒီပါ ခရမ်းဆွဲရဲ့စိတ်ရဲ့နီလာဝါလေးရဲ့အကုတ်ကလေးအစားလေးအရန်လှတာပဲချစ်စီရလေးဘာလို့လဲပြည့်ရပါဗျာပြည့်အိပ်ပေါက်ဟာပြည့်အိပ်ပေါက်လေဟဲ့နန်းလေပြည့်လေလေမပြည့်လေပါပြည့်ဟာ မနက်ကဟိုအဲ့ရနိုးတာဖြူတော့ထောင်ပြီးအဲ့အဲ့ပြီးတော့သူ့နိုးလို့ထလာပြီးသူ့ဖေတော့ပြန်သွားပြီးတော့အိပေါက်ပြီးတော့ထောင်သွားရရတယ်အိပေါက်မှအကျယ်ရွက်ဘူးဆိုငါပြီးတော့ကလေးရိုက်ထားရဲ့အော်ဘူးရှိရတယ် ဒီမှာ90ချုံလာတယ် မိုင်း90ကနောက်ဆုံးစေးမိုင်းတကယ်ကိုတန်တယ်အဲ့မြမိုင်းညဈေးတွေမိုင်းဈေးတန်းကြည့်ပြီးမိုင်းကြည့်ပါကိုမတွေလည်းစိန်ရနာတွေတထေးတွေကဆိုင်နဲ့မဝယ်ဘူးလေဆိုင်နဲ့မဝယ်နဲ့မိုင်းဆိုင်တွေများဆုံးရှောက်ဝယ်မမအမှတိမှာလေဘယ်ဆိုင်မျိုးဆိုတိရမှာဝယ်နေချင်တယ်ညီမလေးကတော့ညီမဆိုလည်းဝယ်မှာညီမကစတမားလေးကိုညီမရှိမှတန်တော့ဝယ်ရမှာမဟုတ်အကုန်လုံးပတ်ဝယ်ရမှာလေဒီဇိုင်းမျိုးစုံလက်ရမျိုးစုံဆိုင်ထဲမှာရှိရတယ်ဆိုင်ထဲမှာအားသာချက်ရှိအားနာချက်ရှိတယ်ကိုကြိုက်တဲ့ဟာလေးတွေတွေ့ရဆိုလို့မဝယ်မမတို့ဒီလားဒီမှာအားပေးတယ်ဝယ်သားဝယ်ကိုမရီဘယ်ရလဲ ဘေး အော်စတနာခွဲပိတ်တော့မှာမဟုတ်လို့နော်အမစိမမေးပေးရကိုစိမလာတဲ့သူအများကြီးပဲဖြစ်ပြောနေရညီမဒီမှာမနေ့တခုမှမတွေ့တော့ထိုင်တယ်ဘယ်လျောက်စကားထိုင်ပြောနေအိုးဖု ဒီဘလူးတူပါလေးလည်းချစ်လို့ဒီမှာဆွဲဟာချစ်စရာလေးဘလူးတူပါကလေးအဲ့လိုလေး အော်မလေး ဘယ်ကမလေးတော့အဲ့ဆက်အရင်လာရနော် ချစ်တော့တယ်ဝိုင်းပပတ်တူဝဲဝဲဝိုင်းပပတ်တဲ့ပါလေချစ်စရာအဘရမယာလေးမမိုင်ဝန်းစိတ်ကတော့ကောင်းပန်းလေးတပွင့်ဖန်ဆင်းပေးခဲ့သူမာရီဝင်းဆွေ
တစ်စလုံးစီအကြီးအပေါ်လေးဟွာနဲ့ကြာတော့ဒါလေးပါဒါလေးအသေးလေးခရမ်းစလောက်ကလေးအဲ့လိုအသေးလေးရှိရနော်ဒါလေးရအောင်မန်တလာဒီကျမတော့ပြက်ကြတာပြက်သွားတာခုနလိုက်ခုနကအခုလည်းလိုက်မကောက်ပါဘူးဒီမှာကြည့်ဒါလေး73သိန်း5000နော်73သိန်း5000မှာ73သိန်း5000မှာရှင်ချစ်စရာလေးပြောစောင်းပါအဲ့ဒါမားလေးတွေ့မှာမိုင်းအီမိုတမီအဲ့ဒါ short ပေးထားတာချက်မိုင်းဒီဈေးနဲ့မရတော့ဘူး။ဘာမှမိုင်းဝယ်90ကျော်အထက်ကြီးပဲမိုင်း60ကျော်ရောင်းလို့ရတဲ့ item ။ဟာကဲတော့ဆက်ဒီမယ်။လက်စော်လေးလည်းပါတယ်။အဲ့ဒါလေး။ပြန်သူ့ပြန်မှာသူ့ဒါပဒင်းဖားနဲ့မှအရင်လိုက်တယ်အဲ့ဒါဆွဲဆိုရင်ဖားလာနဲ့စိတ်နဲ့ဆွဲမိုက်တယ်စိတ်ဖားလာနဲ့ဝတ်ပြမှာလားစပင်းစီရလို့ရှိရင်တော့မလိုက်ဘူးစပင်းဖားလာနဲ့ပြန်အတန်ဖက်နဲ့ငါကောင်းတော့ရှော့ပေးလိုက်ပါမိုင်းဝင်နေကြဆိုတော့ဝင်နေကြဗျာပြီးမရလဲဦးမှာဝင်နေကြရှော့ပေးလိုက်လှိမ့်ရှက်ပဲလှိမ့်တော့ကောင်းလေတော့ဖြစ်တာဆိုတော့ရှင်မမီဝင်းစိတ်မမီဝင်းစိတ်အောင်ပြကုန်မယ်မာရီဝင်းစိတ်နဲ့ဆွဲလေးလှရနော်ဒီမှာကြည့်အဲ့လိုဖားလားလေးနဲ့အရင်လိုက်တာဒီမှာကြည့်စပင်းဖားလားလေးနဲ့စိတ်နဲ့ဆွဲလေးစပင်းဖားလားနဲ့အရင်လိုက်ဖက်တော့လှရနော်အဲ့လိုဖားလားလေးလုပ်ပေးလိုက်အမဝင်ကြဆိုတော့အမတော့တခြားတကယ်မရအောင်တကယ်မရတာဒါပေမဲ့အဲ့တသိန်းလောက်ရမှာထားလိုက်တော့ဒါပေမဲ့ကို့မောက်ပေးလိုက်တာနော်မအမြက်ကတသိန်းမရကို့မကြတော့အရှိမလဲဗရမများနဲ့ကောက်ွယ်သွားဆိုတော့ဒိန်း48သိန်းဆိုတာအရင်ရွှေသိန်း60တောင်းနေပြီပိုင်းကဆက်ဆက်နော်တပေးတာတမပေးလိုက်တာကိုကလည်းအဲ့လိုမျိုးလက်ဖွာတော့ဆက်ကူပေါက်တော့အမှန်တိုင်းပြောရနော်တော့အရင်လိုက်ပေးတာရှိရတယ်အပြစ်တော့မတင်တော့ဘူးဘာဖြစ်တာလဲဘာရဟန်းဆောင်နေရလဲဘာတော့ဆေးတော့ဒီမှာတောင်းယူဖို့မှာဟိုထဲမှာနေတွေ့တယ်ဆေးတော့လက်ဆေးထုတ်မို့ဒီအစားထဲမှာဆေးထုတ်ပေးလိုက်ဘယ်လိုဆေးကုန်မလဲဟဲ့လူကြီးကိုတောင်းယူဖားကိုရမ်းထောင်မလားဘယ်လိုဆေးထုတ်မလဲဟမ်ဘာမှလည်းမကောင်းဘူးဆေးထုတ်ပေးလိုက်ဆေးထုတ်ပေးလိုက်ယူအမဖောက်ဘာကြီးလဲညဆွဲပြီဘယ်ကအရန်လာတယ်မိုင်းဒီမှာဝတ်ပြပေးရမလားမိုင်းဒီမှာအနောက်မှာလည်းဒီမှာအနောက်ကလည်းဒီမှာရင်တို့မိုင်းရင်တို့လည်းဝတ်လို့ရတယ်ချစ်မကြီးဒီမှာမြလည်းအရင်ကလည်းစိမ့်နေရပဲမိုင်းအရန်လှတော့စိတ်နေလည်းအများကြီးပင့်ကိုလေဒီဇိုင်းရန်လှတယ်မိုင်းဒါမိုင်းတကယ်ဒီစင်းနဲ့ညီမဒီမလိုက်ပါမပြောရဘူးအားနာလို့ညီမအရင်လေးတွေရမ်းပေးတာကိုယ်စက်ထဲမှာရှိတဲ့အတိုင်း customer လုပ်ပေးရဆိုတော့လေအဲ့အကြောင်းမိုင်းသမီးခါကြသမီးဥပခထားတာဆိုသမီးပေးချင်ပေးတာကို့ဒါကိုဘာလဲငွေလာပေးရဆိုပြီးတော့ဓာတ်ဖွင့်လေးပြောရနော်ဒါကိုလည်းငွေမြုပ်နေတဲ့နေရာမှာကို customer ဝယ်ချင်လို့အားပေးရဆိုပေးတာအရင်တောင်ရှိရတဲ့ခါကြရင်ဓာတ်ဖွင့်လေးပြောရဒီမှာမိုင်းရမ်းလာတော့ဝတ်ပြပေးမယ်လေမိုင်းဒီမှာကြည့်ချစ်စရာလေးညအရှိရလဲစိမ့်ရွှင်နေရပဲမယူနေလောက်တော့ဘူးလားလောက်ကက်ကလေးမိုင်းလောက်ကက်ကလေးခဏဝတ်ပြထားသလိုလေမိုင်းမစားဘူးစုံအောင်မယ်ဆိုရင်လောက်ကက်ကလေးနဲ့ကုတ်အင်းကြီးဝတ်မယ်ဆိုရင်လောက်ကက်ကလေးလို့ကုတ်အင်းကြီးဝတ်မယ်ဆိုရင်လေဝတ်ပြမယ်မိုင်းโอเคဟုတ်မိုင်းဝတ်ပြမယ်နော်တိုးတယ်ပဲဦးတိုင်းကြည့်ပြသူကလေမိုင်းရင်ကုတ်အင်းကြီးတွေဖိုင်နဲ့မိုင်းလေအဲ့လိုဟိုပေါ့နော်ဒီမီတင်တွေတခုခုပေါ့နော်ဟိုအစီဝေးစသည်ဖြစ်အဲ့လိုတောင်းမှဆိုလို့ရှိရင်
ဂျင်နာတော့ဆောက်တော့သူရှင်တို့ကုတ်အင်းကြီးမှာရှင်တို့လိုဝင်အရန်လှတယ်မြန်မာဝတ်ဆောင်တို့ဘာလို့တခြားဟာကူမှဆိုလို့ရှင်တော့ဆဲကျိုးနဲ့ဆဲပေါ့နော်အဲ့လိုမျိုးလော့ကတ်တီးနဲ့ဆဲအဲ့တော်တော်မိုက်တယ်လော့ကတ်တီးတော့ဘာလို့လဲရွှေရလဲထူတယ်ဒီမှာလော့ကတ်တီးမှာပြန်ပြီးတော့ရွှေပြန်ပိုးရတာချိန်နဲ့ဆိုတော့လေအရန်မိုက်တယ်မိုက်အဲ့ဒါအရန်မိုက်တော့အဲ့ဒါကြောင့်မို့ကိုပြမယ်နော်မိုင်းနော်ကိုမရဝင်နေကြညီမဈေးတွေရမ်းတန်လို့ဘယ်ချိန်ရောက်ညီမကလေကာစတမာအချိန်မြေးပြီးဖြစ်တယ်လုံးဝသူတို့သိရလေညီမရမရဈေးကိုလေဟိုအားဆိုအေးပြတဲ့စလုံးဆိုကောင်းသွားပြီဒါနောက်တော့ကာစတမာတောက်ကမေးတာမရှိတော့မဘလို့ရမရဆောင်းမေးဒီမှာမိုက်ဒီမှာလေပင်းကူလေးကဘလောက်လာရင်ကြည့်ပါဦးစိုက်ရညီမဆိုညီမပြည့်တယ်မမဟိုမကြည့်ရညီမလေးလောက်တောင်းဒီမှာပေါင်ကြီး165ကျင်ရှိရမှာညီမလေးပြည့်တယ်မှာပါတယ်ဝင်းမချသေးဒီမှာမိုက်ဒီမှာအရင်လှတယ်အဲ့လိုလေးပဲဆွဲရင်နိုးလိုမျိုးလောက်ပေါ့နော်လောက်ပေါ့နော်ကောက်ရင်းကြီးတွေဝတ်တဲ့ဆိုရင်နိုးတွေဝင်မှာအရင်မိုက်တယ်ခိုင်အဲ့ဒီလေဘင်းပြောင်းမှာအမဲမှာဆိုလို့ရှိရင်လေရှင်တို့ထိုးချို့ရင်မုံအင်းကြီးကိုလေမသေးဘူးမိုင်းပြမမသေးဘူးသေးမိုင်းပြန်ပေးလိုက်ဒီမှာမိုင်းမသေးဘူးတသေးလေးမဟုတ်စိတ်ချမိုင်းအိမ်ရောက်ကြည့်လိုက်သေးပြန်ပေးလိုက်မိုင်းဒါဝင်ကြကိုကစတမာပဲဒီဟိုဟာလမ်းကြောင်းလေးတိနေရပဲမိုင်းပြန်ပေးလိုက်သေးမသေးဘူးမိုင်းညီမလေးဒီမှာရှင်ဘက်မှာဒီမှာလေးမသေးဘူးနော်မိုင်းဝင်ကြစိုက်တီလောက်ကိုရှိရင်တော့မိုင်းဝင်ကြနော်အဲ့လောက်ကိုရှိရနော်မိုင်းဝင်ကြအရင်စိုက်တယ်ပဲကိုမိုင်းဝင်ကြကိုတမူးကမူသားမပြောဘူးမိုင်းစိတ်ချဘယ်တော့မှလည်းမပြောအဘုဆောတော့မှကြောက်လို့ကိုလည်းခေါင်းကတ်တယ်အဘုဆောနဲ့နော်ဒီမှာလုံးဝစိတ်ချဟိုသေးရင်ပြောမှာမိုင်းသေးတယ်မယူနဲ့ပြောမှာဒါဘုရင်လည်းပြောသေးလို့ရှင်မိုင်းဒါလည်းနည်းနည်းသေးတယ်ရအောင်မအားနာတယ်ကိုမဝင်ကြမို့လို့ဒါလေးကမယူနဲ့ပြောမှာစိတ်ချအဲ့ဒါတော့ဒီမှာလေးစိတ်ချပြောမှာအဲ့တော့ကိုနာမည်ပြောမှာစိုးရလေနော်ကိုကစတမာကိုဟိုဗာလဲသေးတာကိုကြီးတာကိုသေးတော့ကလိန်ပြစ်ကြိုင်ရောင်းတယ်ပြန်သေးတဲ့ခါပူတော်မကိုမိတ်ပြောင်းမမိတ်တော့မိတ်ပြောင်းမလုပ်ဘူးလေမိတ်ခေါ်ပါလေမိတ်ပြောင်းတော့မလုပ်ဘူးလေကိုမကြီးကဲချစ်မကြီးသေးရင်သေးရချင်းချင်းပြောမှာဖို့လေခုမှဖို့ပြဟာမသေးဘူးမမကြီးမသေးဘူးနော်ချစ်မကြီးမိုင်းမသေးပါဘူးရှင်လှတယ်မိုင်းလှလို့ပလို့ကြော့လို့ရှင်းလို့ပေါ့နော်အဲ့လိုဖြစ်မှာပေါ့နော်အဲ့လိုလှလို့ပလို့ကြော့လို့ရှင်းလို့ပေါ့ရှင်ဒါလေး16သိန်းရထပ်မရှုံတော့ဒါလေးမတော်ပြပြချုပ်ရှင်တော့16သိန်းရွှေရတဲ့အထူကြီးဒါအရင်ရွှေသေး30သိန်းလောက်ထားအောင်ဒီသိန်းနဲ့ပေးရဒါမှန်တိုင်းပြောနော်အရင်စီကရမရဒါလေးကဆွဲသည့်အလှုပ်ကလေးရမလို့မရတော့ဘူးမာကြီးတကယ်မရတော့ဘူးအားကြောင့်မရတော့လို့မာကြီးလာသူကလက်စော့ချင်းနဲ့ဝမ်းဆန်နော်ဟုတ်တယ်စော်ကေဘလော့ကောလက်စော့လည်းမရှိတော့အစိမ့်လေးရသေးလာတယ်ဘယ်လိုလဲမသိမင်းနေစော်စင်မေကိုအကောင့်ပါဘယ်အစိမ့်လည်းမသိဈေးလေးရောဘယ်အစိမ့်ပုံချိုကာရီအော်မရတော့အဲ့ဒါဆင်ကမလဲတော့ဘူးနော်ညီမလေးရတယ်မိုင်းအဲ့ဒါလေးယူပါတကယ်မိုင်းကြီးရယူပါနော်လှတယ်မိုင်းကိုမိုင်းယူရအောင်တကယ်လှတယ်မိုင်းမလှရတမီးကလေမိုင်းမလူနဲ့အဲ့ဒါမိုင်းမလှဖြစ်မှာစိတ်ချကိုမိုင်းရဲ့တမီးနဲ့ကစိုက်ကြည့်ရတယ်ညီမတို့ဒီဥစ္စာအော်ဒါမရတော့ဘူးနော်အော်ဒါမရတော့ဘူးနော်တမီးတမူရင်းသေးဘလား但是啊，哇，这些下来，啊都，但是影响的话呗不，但是的不是有影响吗？好的是，变哦，啊哩，啊都在那干嘛嘞？在那干嘛？哎，定嘛，刚刚定嘛，看下这里变吧啦嘞，数来出吧，看下这里没得，哦，那说干的嘛，16သိန်းမလေးအဲ့ဒါလေးမိုင်းဟွာလေးမိုင်းဝင်းမတဲ့အပြိုကြီးမှာအဲ့လိုဝတ်တာလေမလေးချိုချင်တော့နဲ့ခောက်လိုက်မယ်ဆိုပြီးတော့ချေမိုးလိုက်အဲ့ဒါအမလေးအရန်လှရဲ16သိန်းတတက်ကိုဟိုတစ်ခါမြကစတမာဟိုဟာဖြစ်ပြီးတော့သူပတ်စံကိုဟိုဟာလွှဲရဆိုပြီးတော့ဘယ်လိုလုပ်တာလဲမသိကိုတော့သူ့ပါဦးထားတော့ပြားဆိုပြီးအဲ့လိုမျိုးကြောင့်ဟိုဖြစ်လိုက်တာဒါကတကယ်ဒီမှာခရမ်းဆိုအရန်လှတာအမလေးဖွာတယ်လက်တိုင်းစိတ်ပူကြမလို့ခရမ်းဆိုရတော့အမလေး
ယူရရှိအောင်လက်တိုင်းစိတ်ပူကြမလို့ဈေးကဘေဘီ16တိန်နောက်ဆုံးပေးရတာနော်အဲ့19တိန်9000 16တိန်နောက်ဆုံးပေးထားတာပါရှင်ထပ်တော့ရှော့လို့မရတော့ဘူးနော်ဒါယူပါ့နော်မာကြီးအိမ်မို့ဒါယူပါပြီရှင်ဒါယူပါဆိုတော့ထပ်ဒါမခတ်ပေးလို့မရတော့ဘူးမခတ်ပေးဒီဈေးမရတော့ဘူးကြိုက်တဲ့နေရာမှာဝယ်ဒီလောက်ကဒီဆိုင်မျိုးအမတို့နော်ခါကျရင်ဘရိန်းအောင်တူသေးတာနော်အမတို့လုံးဝဒီဈေးကလုံးဝမရပါဘူးရှင်မာကြီးရေချစ်မကြီးရေဟောဒီရတနာလေးမြလေးနဲ့စိန်လောက်ကတ်တီလေးနဲ့ဆွဲထားတဲ့ဒီပေါ့နော်ခတ်ထားတဲ့ရတနာလေးကိုအပိသွားနေမှာဆိုင်ရရတနာများထက်ကတဲ့လက်ဝင်မှာထက်ကတဲ့လက်ပွားများပါစေရတနာစင်ကြောက်ဆဲတောင်းကစားနိုင်ပါစေမမတို့လုပ်ငန်းကိုင်ငန်းများလဲဒီချက်မကတိုးတက်ပါစေအောင်မြင်ပါစေတာတိုင်းရလိုတိုင်းရိုက်ဖွားလေးပိုင်ဆိုင်နိုင်ပါစိတ်ချမ်းသာကိုချမ်းသာပြီးတော့ဘဝကိုပေါ့နော်အကင်းပြောက်ပြီးတော့အေးရောက်ပြီးတော့မှစိတ်နှလုံးရှင်ပြုံးစာနဲ့ဘဝဖြတ်သန်းနိုင်ပါစေများပြုံများသုံးများနဲ့တထေးပါကြီးများလေးဖြစ်ကြပါစေဘီလီယံကွင့်ရတနာကိုပြီးတော့ဘီလီယံတထေးပါကြီးများထွေလီယံတထေးပါကြီးဖြစ်ကြပါစေလို့ဘီလီယံကွင့်မိသားစုကဆုတောင်းပြပို့ပါတယ်ရှင်ဒါလေးစိုးအောင်ပါဒါလေးမရှိတော့ဘူးနော်ထက်ခိုက်လဲဒီစင်းနဲ့မရညီမပြောတယ်နော်ဒီအလှုပ်တွေဘာလဲဆိုလဲထက်ခိုက်ဒီစင်းနဲ့မရညီမအကုန်တစ်စလုံးဆိုတစ်စလုံးအားလုံးစင်းနဲ့ပေးလိုက်တာဖြစ်တဲ့အတွက်လုံးဝမရတော့ပါဘူးနော်ဒီမှာဒါဆိုလဲခုနဒီအလှုပ်လို့ဆိုတော့ကာစတမာစီမမတရက်ကဝင်နေကြကာစတမာဝင်နေတာဒါပေမဲ့မရတော့တာဒါရဲဆိုလဲစိုးအောင်သွားပြီဒါရဲလဲစိုးအောင်ဒီနေ့ညရီပေါ့နော်ဒီဟာလဲစိုးအောင်ဒါလဲစိုးအောင်ညကလက်စွပ်တွေရောငကက်တွေရောအကုန်စိုးအောင်တာနော်ဒါလေး39တင်ရတော့အရန်တန်ဒါလေး39တင်အရန်တန်ထပ်ပြီးတော့ဘာမှမရအောင်မတို့ဒီလိုအထက်တင်နေရလေအဲ့ဒါလိုချင်လဲယူအဲ့ဒါလေ39တင်အရန်တန်မယ်ကို့မရေနော်ဒီငကက်ကြီးလှချက်ကြီးအဖုံးအဖုံးသူ့ရဲ့အသမီးအဖုံးကဒီမှာအဖုံးကရှိတော့နော်ဒါလေး16သိန်းပါလိုချင်တော့တကယ်ကိုတန်တော့ပုစုတဲလေးတောင်မှ22သိန်း25သိန်းလို့ရောင်းတာနော်ပြကျင်သေးရဲ့ရှင်ကျမမပြောတော့ပါဘူးနော်ပြောချင်ပြောရလေမကောင်းနော်မကောင်းအဲ့လိုမျိုးရင်ကြတော့ပြောချင်ကိုမကတိမတပိတာလေးဖြုတ်နော်ကျမအဆောက်အအုံမှန်တယ်ပြဆိုင်ငားမယ်ပေါ့အနည်းဆုံးဆိုင်ငားရလေအခုခေတ်နဲ့ပေါ့နော်အိမ်ဆုံးအိမ်ပဲအိမ်နာအိမ်ကျိုးကတော့မှ12သိန်း73သိန်းရှိနေတဲ့ခေတ်ဆိုတော့ဒီလိုဆိုင်ငားတစ်ခါကောင်းကောင်းဆိုလို့ရှိရင်အနည်းဆုံး23သိန်းလောက်သွားမှာလေနော်ဆိုင်ငားနဲ့20 30တို့ဆိုင်ငားကတော့ဒီဝန်ထမ်းလည်းထပ်ဖြစ်ရမှာအများကြီးเนาะဆိုင်ကမှာဆိုအနည်းဆုံး4-5လောက်ရှိမှနောက်ပြီးလို့ရှိရင် security တွေပဲထားရမှာဒီရန်နာလုပ်ငန်းဆိုတော့ဆိုတဲ့ခါကျတော့ပြောချင်တာအဲ့မှာ charges တွေအများကြီးပဲတစ်လောက်ကိုအနည်းဆုံးပြောမကုန်ဆို60နဲ့80ကြားရှိတယ်ဒီတစ်လောက်ငွေရှာရတာအဲ့တော့ဒီရန်နာမှာဈေးတင်ရမှာပဲလောက်တာလေဒါ marketing ဘာမှမပါသေးဘူးเนาะဆိုတော့အမောက်စဉ်းစားကြည့်ဒါကဈေးတက်တာမဟုတ်ဘူးဈေးကိုတင်ရမှာအလုပ်သဘောကြီးကတင်ရတယ်ညီမကျတော့အဲ့လိုမရှိသေးဘူးညီမလည်းအဲ့လိုမျိုးမရှိရတော့လောဘကြီးလည်းမရောင်းနိုင်ဘူးလောဘကြီးလည်းမရောင်းနိုင်ဘူးညီမဟိုတောင်းတန်ရုံပဲပုံမှန်လေးပဲညီမသွားတာညီမလုပ်ပုံစံလေးလောဘကြီးပြီးတော့မှကိုတက်တောင်ရောင်းပေးရဆိုပြီးတော့လိုက်ပိတ်ပြီးတော့လည်းမရောင်းဒီတစ်ခုပြီးပြီငါ့ခက်သားကြောင့်သိရမလားကျမခက်သားကြောင့်ကိုသိနောက်ဆုံးတဲ့အဲ့ဘဘီတကယ်ဟိုကလေတကယ်မှလည်းချမ်းသာပါစေအများကြီးပဲမတင်တာဘူးနော်အများကြီးမတင်ကိုကပွင့်လေတဲ့ပဲပွင့်လင်းမြတ်တာရိုးသားစွာကျမဘွားကျမအလှပဲကျမမှန်ပြောလို့ရမရတော့မှကျမဆိုင်ငန်းကားဖို့ပြီးဆိုင်ငန်းဖွင့်ပါလားကျမအစိုးရကိုကျမကွန်ဆောင်ပြီးတော့ကျမရန်နာဆိုင်ဖွင့်လာတာတိလားအေးစေပဲကျမနာမည်ဒေါသနာဇော်ပေါ့နာမည်ရင်းကဒေါသနာဇော်နဲ့ကျမဒီရန်နာလုပ်ငန်းရဲ့ဟိုလုပ်ငန်းလိုက်စင်ယူထားတဲ့သူ online တိတက်ရောင်းတာမဟုတ်လုပ်ငန်း license လည်းရှိတယ် online ဖြစ်နေ online license လည်းရှိတယ်ကျွန်တော်အစိုးရလည်းတရားဝင်ကျမတို့ဟိုဗာလေပြောမလဲအခိုဆောင်ထားတဲ့သူဆိုင်ကန်းတစ်ချိန်မျိုးဖွင့်ပြီးတော့မှဘန်ချင်းဝင်တဲ့အလုပ်တွေအများကြီးရမ်းလို့ရတယ်လောဘမကြည့်ဘူးအားလည်းမအားသေးဘူးခလေးကြီးလာမှလည်းမခုလည်းမလို့ရှင်းသေးเนาะပြောပြပေးတာဟို online လေးရောင်းတာမဟုတ်ဘူးရောင်းလို့ရတာပေါ့ကျမလည်းအခွင့်အရေးခွင့်လန်းနေအများကြီးလုပ်လို့ရတယ်မလုပ်ဘူးကျမတို့ဆိုင်ကြီးဖွင့်မပြောသူအများကြီးပဲဘာလို့မလုပ်တာလဲအလုပ်တွေရှုပ်သွားမယ်ဒီဝန်ထမ်းတွေအများကြီးပေးရမယ်ပြောသလိုခဏပြောလို့ဆိုင်ငန်းကလည်းအများကြီးပေးရအောင်အမတို့ဈေးအများကြီးတင်ရတော့မှာလေဈေးတွေအများကြီးမတင်ချင်ဘူးအမတို့ရဲ့ကျမဆိုင်ဖွင့်တဲ့ခါကျဆိုတော့အမတို့တင်ရမှာအားတော့နိုင်တယ်အဲ့ဒါပွင့်လေပြတင်ရမှာပါဆိုညီမတို့ချားချက်တွေရှိရပြီး marketing တွေဘာတွေနဲ့သိရမလားဟိုမေးသမီးငါဒီလိုအပ်တဲ့ဓာတ်တွေကမလို့မရလိုအပ်တယ်သူတို့ပေးမဲ့ငွေတွေညီမဒီကကျနှုတ်မှာမဟုတ်စီရနေအမတို့ပြန်တင်ပြီးတော့ရောင်းပါလေအနည်းဆုံးတော့9သိန်းလို့10သိန်းလို့တင်ပါပေါ့ဟုတ်တယ်ဟုတ်အဲ့ဒါပြောတာအခုတော့ဘာ marketing မှမလို့ကျမပဲလွှင့်နေပိုင်ရှင်လိုက်စစ်ကတနိုင်10သိန်းခုနနိုင်20အဲ့ဟာကိုအမတို့အခုရောင်းမဲ့ဒီရန်နာတွေကိုအမအမျက်တင်မယ်
နော်အဲ့လိုလုပ်မယ်အဲ့လိုမျိုးလားနော်အဲ့လိုမျိုးရှိရဲ့အဲ့တော့ဟိုကိုရိုင်းလိုက်စင်းလဲကိုယ့်အောင်လွှင့်နေကိုရိုင်းလဲပိုင်ရှင်ဆိုတော့အမတို့တင်တာတော့အမျက်ကတော့ပူစရာဟိုအမျက်အများကြီးတင်ပါတော့အမတို့စိတ်တွေ don't worry ဖြစ်စရာမလို worry များနေကြမလို့အခုဆိုညီမ2နာရီလွှင့်နေဆိုညီမ10နာရီကလွှင့်နေအခု7နာရီခွဲသွားပြီ2နာရီကျော်သွားပြီ1နာရီ10သိန်း20ကျော်သွားပြီအမတို့အဲ့ဒါညီမအခုလိုမျိုးအမလိုက်ဆေးကားတွေပါကြီးမရှိတဲ့အတွက်ဒီ customer မှာ2သိန်းရလဲအမျက်တွေထည့်ပေးလိုက်မယ်ဒါပေမဲ့တော့မကြည့်ဘူးနော်2သိန်းနဲ့အမျက်ရပြီးတော့အများကြီးအခုပဲ customer ဟိုမှာဆိုမမိုင်းဆော့ယူဆိုဝင်နေကြ customer နော်ဝင်နေကြအဲ့ဒီအမဆိုလို့ရှိရင်အခုဒီဗဒတ်များကိုလိုချင်တာအော်ဒါလည်းမရတော့ဘူးကုန်သွားပြီရောင်းလိုက်ပြီဒါနိုင်ငံခြား customer ရောင်းလိုက်ပြီတော့ဘာတွေကြည့်ပြီးတော့လဲဒါကိုလေထက်ခတ်ပြီးတော့အဲ့လိုမျိုးလည်းမလုပ်ဘူးမခတ်တော့နောက်ထပ်အစ်ထက်လို့ရှင်တော့မဟုတ်ယူပေါ့နော်ထက်ကတော့လုံးဝစိတ်ချအများကြီးလည်းမတင်ဘူးအမတို့အဲ့လိုဈေးကြောက်မှာဈေးတွေများနေမှာကြောက်နေနေညီမရှိမှာဒီပြောဝိုင်းနော်2သိန်းရရောင်းတယ်လို့ညက်ပေးရလေ2သိန်းဒါပေမဲ့တခုတော့ရှိရင်ဆက်ချက်တွေပါထုတ်ချင်ထုတ်2000မဆိုင်ပေးဘူးနော်ဒါကစက်ကပြက်ပြက်ပဲဆက်ချက်လည်းပါပါတယ်ဆက်ချက်လည်းထုတ်ပြီးသားပါလည်းမပြောဘာလို့ဆိုတော့ကိုယုံကြည်တယ်ကိုယုံကြည်လို့ကိုယုံကြည်တော့ဝယ်ခါမှာဆက်ချက်တွေပါညီမမလုံးလို့ခံစားရတယ်ကိုယုံကြည်တဲ့အတွက်တခုတော့ရှိရင်အမတို့ညီမမယုံဆိုရတယ်မြုံပိုင်ခွင့်ရှိတယ်ယုံပိုင်ခွင့်ရှိတယ်မြုံပိုင်ခွင့်ရှိနှစ်ခုပဲ2မျိုးပဲယုံမလားမယုံလားယုံလားယုံရင်ပြောပြမယ်နော်အဲ့တော့ယုံနာနှစ်ခုမှာ2မျိုးရှိတယ်မယုံထုတ်ယုံမထုတ်နဲ့ရရထုတ်ဘာလို့စိတ်ကမခက်မသိရင်ခက်ကာလာကြောက်ထုတ်လိုက်လို့ထုတ်လို့ရှင်2000ပေးရမယ်မ2000ကညီမတို့ဒါအိမ်ကနေပြီးတော့မှညီမစီကားနဲ့မပါဘူးဒီမှာအသက်အရန်လာတယ်လက်တိုင်းစိတ်ပူစရာမလိုဘူးမလက်တိုင်းချက်ပေးလို့ရတယ်ဒါလက်တိုင်းရရှိမယ်ဆိုရင်တော့အခု stock ရှိရ73လောက်ရှိမယ်ထင်တယ်မမျိုးကဘာပြဟင်တာညတယ်အစီမပြတယ်စီမပြတယ်ဒါတော့ဝင်လာရှိရမလားဒါလေးအရန်လာတာအသေးလေးနဲ့လက်ဆုံးပါအရန်လာတာတကယ်လာတာအမေလက်လေးမှာပေါ်နေလှပကျမဘွားမပေါ်ရင်ကြိုက်သလိုပြောအချစ်ကလေးရဲ့နော်မပေါ်ရင်ကြိုက်သလိုပြောအသေးလေးတို့ရဲ့သိလားစဉ်းစားရန်ကတော့ဟုတ်တယ်စဉ်းစားကောင်းရင်ကန်ကောင်းမယ်ဟုတ်တာပြောဥစ္စာပေါ်မယ်စဉ်းစားကောင်းရင်ကန်ကောင်းမယ်ကန်ကောင်းတော့ဟိုဘယ်လိုပြောမလဲကိုဘွားလည်းလှတာပေါ့နော်အေးစစ်စစ်ပဲနော်ကောင်းမတက်ဘူးလေဟုတ်တယ်မမျိုးဟဲ့မောင်လေးလားမိမလေးလားမသိဘူးနာမည်ခေါ်မှကြောက်စုရရင်ရွှေရဘလောက်သားလဲချစ်ကလေးရွှေရ30သားစချစ်ကလေးကိုချို့ကဆမားချစ်ဖို့ကောင်းတယ်ဂျိုးသားတယ်အဲ့လိုခကြလေးရွှေဘယ်နဲ့ဘဲပါလဲကိုခကြရွှေဘလောက်သားလဲဆိုရိုးသားရဲ့ချို့တွေရတယ်အရင်ချစ်ဖို့ကောင်းတာခကြဆက်အရင်ရစ်နဲ့တဲ့လှရစိတ်မပူနဲ့ဆုလက်ညီမလေးဆုလက်ချော်နာမည်လေးရလှညီမလေးချစ်စိတ်မပူနဲ့ချစ်ကလေးစုရအမပစ္စည်းအမတောင်ဝင်ယူတောင်ခံမှုနဲ့နော်အဲ့တော့ခုနပြောသလိုလေညီမကတော့ကိုယုံကြည်မှုရှိတဲ့စက်ချက်တစ်ခုမှမထုတ်ထားဘူးအဲ့အတွက်ကလည်းထုတ်ဖို့လည်းမအားဘူးပင်မလည်းမခံနိုင်တဲ့တခုမှရှိရင်ကစတမာထုံးကြတယ်ပါဆိုထုတ်2000ပေးရမှာကျွန်မစိုက်ပေးနိုင်အောင်ကျွန်မရဟာ2သိန်းမဲ့ရဟာ3သိန်းမဲ့ရဟာစသည်ဖြစ်အဲ့ခါကျတော့အဲ့ဒီကနေ2000 3000လည်းညီမဖက်မပေးနိုင်တော့ဘာလို့ဆိုညီမရနည်းနည်းလေးလေရတယ်အမတို့အမျက်တွေ9သိန်း6သိန်းလောက်ပေးထားတယ်10သိန်းလောက်ပေးထားရင်ညီမ2000က2000လားတော်ထုတ်ပေးလိုက်မရှိတော့စက်ချက်ပါပြီးသားစက်ချက်ထုတ်ပေးထားရပြောမှာပေါ့နော်အမတို့နော်အဲ့လိုမျိုးဆိုစက်ချက်လည်းမထုတ်ထားဘူးမတို့လိုချင်ထုတ် natural တွေတော့ကျမကိုယ်တိုင်ကမဒမ်များတော့မအာဖရိကပါမကြိုက်ဘလောက်ပဲအရေးလှup in the Africa စမနာနမနာဆိုတာတစ်ချင်းပဲကောင်းတာအာဖရိကရဲ့ကြောက်ကိုကျမလုံးဝမကြိုက်ဘူးဗဒံများနော်ပြီးရင်မိုးညင်းဘာလဲဟိုဟာနီလာပါညာမကြိုက်ဘူးသူကအရေးဘလောက်ကောင်းဘလောက်ပဲအရေးလှဈေးသက်တာတယ် no I don't like ကျမရဲ့ရွှေနဲ့ကပ်ပါအောင်ကျမလုံးဝမကြိုက်ဘူးရွှေ3000ပဲစစ်တဲလေအမလေးအရန်လှအရေးသွေးကောင်းဒီမှာရွှေသားကိုကြည့်တခုတော့ရှိရင်လိုးရှင်းလေနော်ဟိုဗာလဲရင်မွေးတွေနော်ဗရာနဲ့ပါနိုင်တဲ့ထိခိုက်စရာအရာတွေနဲ့ထိရဆိုလို့ရှိရင်ရွှေရ73မိတ်မကလို့လေစိန်အခြေအကိတ်ရှင်ပြပြပါမယ်ဟဲ့စိန်အခြေအကိတ်ကဒီမှာရရောင်းမယ်ဒီမှာအခြေအောင်လို့အခြေအကိတ်ရှိတယ်မလဲနော်တစ္ဆာတီးတာနော် customer ဟိုမှာဒီမှာအချစ်ဒီမှာအကြီးပဲဒါကျမအရန်ဖွာတာရောင်းမလိုက်မယ်ယူချင်တော့အရန်ဖွာတာဘေဘီရန်ဖွာတော့အကြီးပဲအဲ့ဒါကြီးကရှယ်ကြီးဘေဘီလည်းဖွာတဲ့ဥစ္စာစိတ်ကအရန်ကောင်းတယ်စိတ်သားလဲဒီမှာပြပြမယ်အကြီးပဲစိတ်အခြေအကိတ်ဒါလေးခု120အောင်မှရောင်းတယ်နော်ဖြစ်သွားပြီနော်100ကျော်သွားပြီဒီဥစ္စာဆိုအကြီးပဲဒါကြီးကဒါပေမဲ့100မကျော်ရောင်းမမယ်နော်
တရားအောက်နဲ့ရောင်းမဲ့ချစ်ကလေးဒါဘဘီကကြိုက်လို့ဘဘီမှာဒါဘဘီလည်းအဲ့လိုမျိုးမပြောရှင်ဒါဘဘီကြိုက်လို့ဆိုပြီးတော့ခတ်ထားတာလေဒါပေမဲ့ကိုမဘာဖြစ်တယ်ဆိုတော့ဘဘီကဆိုင်တယ်ဒါလေးယောက်ျားမရှိရင်ရိုက်လိုက်ချစ်စရာလည်းနော်ဂျုံခမ်းပါလားပါမလေးဝင်လာကြပြီကတော့မအေးအေးခင်ပါအသက်ဒီမှာအကြီးပဲချစ်ကလေးရေဒီမှာမက်မြင်ရလားမက်တော့မတက်ဘူးမစညာမှာကြာတယ်ပဲတွေ့တာ လေနော်လေနော်လေစီပါလာနော်ဒီမှာအဝေးကလမ်းကြည့်တာပေါနေလောက်ပါအရန်ကြိုက်တာအရန်လာတာဒါဒီအင်္ဂါနေ့ရမလားအင်္ဂါနေ့ရတော့ကြာမအေးမပါပါမဟာ ငါလို့ကကိုရခက်တာမရဘူး အော်ဟိုနိုင်ငံခြားတဲ့နှစ်ပတ်လောက်ကြာမှာ ဟုတ်ကိုကြောင်ကိုနေနေလို့ ငလေးကဖုန်းဆက်ပြီးတော့လိုက်ပါမယ်မလေးရောအဲ့ဒီအိပ်ဘက်လာကြရှိနေ မရဘူး ဟောက်ကောင်းရဲ့တော်သေးလေးပါနော်အမြန်မိုင်းမရဖုန်းဆက်ကြည့်ပါဦးနော်ပြပေးပါတဲ့ဟုတ်ပြပေးနေတဲ့ချက်ကလေးစီမှာခုပို့ပေးမယ်နော်အဲ့ဟာစိတ်မပူနဲ့တက်လေးလှရပြီးရလုံးဝကြောက်တယ်စိတ်တယ်အကောင်လုံးလဲရောင်းလဲရလေကြောက်တယ်မို့လို့fight တန်းနေပါညီမမလုပ်ဘူးနော်ညီမဘာလဲလို့10ပြည့်ဥထိထားရတဲ့အတွက်10ပြည့်နော်ဖရတရားတန်ကမြတ်ဆရာအနန္ဒနာ5ပါးနော်ကိုနေဝင်းကြည်စတယ်အဲ့လိုမျိုးလည်းဖေကသွားတာဆိုတော့အယောင်းလေးကိုညီမ10ပြည့်လောက်ထားပေးရနော်စုံမကြိုက်လို့မလေးနဲ့10ပြည့်လောက်ထားပေးရတယ်လေ10ပြည့်ဆိုတော့10ကနန်းဆိုတော့3ခွန်ကြောက်တယ်ပဲဝယ်10တယ်ပဲဟောစိတ်တယ်ပဲဝယ်3ခွန်နဲ့လောက်ထားပေးရဖြစ်တဲ့အတွက်တတိယအယောင်းလေးလေးဒါဖဲဖြစ်တယ်ပြောရမှာပေါ့နော်အဲ့လိုမျိုးမမိလိုက်ဘူးတဲ့ အဒီလက်နာ အပေါ်တာအပေါ် အပေါ်ထောင်းကိုကိုနေနေတယ် ဒီလိုမျိုးလှန်လိုက်လေလှန်လိုက်ကျေရွက်ကပ်ပြီးလို့လှန် လဲ လိုက် လေလဲလေညကဖေးကုန်အဲ့ဒါပြင်တော့ ဟုတ်လား နော်အဲ့လက်စလို့ ဘယ်လဲဆိုလဲဒါလားအကြီးမိုက်တယ် ခဲခဲ โอเคဟုတ်လဲအော်ဟိုမချိုဟိုစီဗီရပို့ပြလိုက်လေဒါရောပို့လိုက် ပြီးတယ်ဘာလဲ ခဲရဒီမှာပုတ်ဟာလားဖေး ခဏလေးပုတ်ဟာ ကိုဘီနော် ဟာလဲပါခေါင်းလားဒါပေမဲ့လည်းမနေဘူးကွယ်ဒီမှာဘယ်လောက်လဲဘာမတူမင်းတာလဲမသိဘာလဲမင်းနေကျင်းနီလာအလွှဲလေးလှတယ်လို့တကယ်လှဒါစိတ်နဲ့ဆွဲလေးလှရှင်းနိုင်နဲ့တက်ပါကြမှာကျမတို့အမျိုးသမီးများဟောလားတဲ့နည်းနည်းမာရီဝန်းစိတ်ဖြစ်တယ်ကြောက်တယ်လေးရတယ်အကောင်လုံး3တော့ဖြစ်ကုန်ပြီ3ခွန်37ပဲနော်ကြောက်တယ်မို့လို့ဘာဟာမရှိပါဘူး3ခွန်မှာဂျာတက်ပံပါပဲညီမရဲ့ဒီရနာတော့ငါ့ကိုညီမအသက်ကြီးသွားတဲ့အထိညီမအသက်ကြီးသွားတဲ့အထိညီမသားသမီးဘီလီယံတို့ထရီလီယံလေးတို့ဒီရနာဆိုင်တွေကိုသူတို့ဆက်ပြီးတော့ gram မဲ့အထိကိုပေါ့ညီမက3ခွန်နဲ့ပဲသွားမှာပါဘာမှမချင်းပါဘူးညီမသားသမီးပြောပြတာ10ပြည့်နဲ့ညီမသွားမှာဆိုပြီးတော့ပေါ့နော်အဲ့ဒါကြောင့်မလို့ပါဒါပေမဲ့အခုတော့မဖွင့်သေးအစကဖွင့်မလို့6ချက်စီအရန်များနေတယ်အဲ့ခါကြလို့ရှိရင်အမတို့ customer တွေမှာဈေးတွေအများကြီးတင်ရမှာစိုးလို့ပေါ့နော်ဒီဆိုင်တော့မဖွင့်ဘူးဒီမှာထပ်မဖွင့်ဘူးပေါ့နော်ဟိုမိတ်ဆွေတွေကဖွင့်မယ်ဆိုလို့ရှိရင်လာခဲ့ပေါ့နော်အဲ့လိုမျိုးလုပ်ပေးမယ်ပြောပေးမယ်ဆိုတော့မှအရန်6ချက်စီအရန်များလို့ဆိုင်ကန်းကလည်းဆိုအမတို့တင်ရမှာလေနော်အဲ့ဒါကြောင့်မလို့မဖွင့်ပါဘူးရှင်တက်ကော်လေးနော်ခဲသားလေးကော်လေးချစ်စရာလေးသူကဒီလက်ခဏမှာဝတ်တာထက်ကိုအဲ့လိုမျိုးလက်ညှိုးမှာဝတ်တာမိုက်တာလက်ညှိုးမှာဝတ်တာခဲသားပန်းခတ်လေးချစ်စရာလေးနော်စလို့ဆိုအခြေအကြီးရတန်တယ်တခု100ကျော်သွားပြီဒီခဲသားတရားလေးပန်းခတ်ကလေး
ပန်းခက်ကလေးမရီရရက်နေရပဲအာကစတမားရလာပြောရှာတယ်စိတ်မမတက်လို့တဲ့ ဒီလိုဆိုတော့ပြတယ် လောင်းအောင်ပေးရတယ်တရားအောင်နေအောင်မပြောဟာစိတ်မမလိုက်တော့နော်ညီမပြပေးခဲ့ရလေနော်ပြဒီကျိုးလေးရခုနမတွေ့ရဲ့အမကြီးခုနကပြတဲ့ညနေဆွဲလေးကဘလောက်လဲညနေဆွဲရဖေးရလေးလည်းမသိအော်ဒီမမိုင်းပြမယ်နော်ခဏလေးမမအဲ့ကြီးဒါမှလည်းအကြီးကတော့မရငါပြီးတိုင်းလက်ကနေရကိုဆရာမရှိဟိုဘယ်ရလဲဆရာမရှိအဲ့ဒီဆွဲခဲရတဲ့စုဈေးပြောပဲရှင်းချင်းစိမ့်နေရောအဲ့တော့ရမိုက်တယ်မိုင်း မိုင်းလို့ဆို လက်ဆွဲဈေးပြောပြရတယ်ဟမ်အကြီးပဲရွှေရအများကြီးပဲ စိတ်လုံးပြန်နေ နေတော့မို့ရမ်းဖွာရနော်ရမ်းအလွှာမြင့်တယ်နော်မိုက်စားမိုက်မို့ပုံပြပြပါတော့ဆုလက်ချောမှာ customer ငဆွဲမိုက်တယ်နော်အမတို့ဗဒလေးဖားလာတယ်ပဲဆွဲငဆွဲကစပယ်တော့မစအမြင့်ဆွဲရင်တော့လှတယ်စပယ်အမြင့်အဲ့လိုထုံးစီနော်ငဆွဲနဲ့လိုက်တယ်အဲ့လိုဖားလာနဲ့လိုက်တယ်ဒီလိုမျိုးရိုးကတ်ချင်ဆိုမလိုက်ဘူးမိုင်းမပုံလေးမြင်ထားမလို့မိုင်းဘိုနဇဲအကြီးလားအသေးလားနဇဲ200ရှိတယ်ကိုမိုင်းဒီနဇဲအကြီးလားဒီမိုးရဇဲအကြီးလားနောက်ပြီးတော့နောက်တစ်ခုရှိသေးတယ်ရှင်းတာစတော့ကစားနေတုံးစီဒါလေးလားမမညနှစ်ခု200ရှိတယ်မမည200ရှိရမလေးပြပေးမယ်ညရတော့ညီမကမမတော့စီမညီမကြာလာလို့ဖတ်ပြီးတော့ဒီမှာမမဒါဒီမှာနည်းနည်းအောင်ပါလားမိုင်းပြောရွှေရောင်းနေပြီအခုတမသားပဲတိတ်ပြီးအရင်မသိသေးတယ်လို့မသိသေးတယ်လို့သိသေးတယ်လို့လဲကိုကကြမနေပဲမလို့ရေးပါပဲဒီရွှေရောင်းတာမဟုတ်တော့လေအဲ့ဆက်ချောင်းနဲ့ပြောကင်းရမှာအဲ့ရွှေထူးရပြင်းလို့ရတယ်မိုင်းဒီမှာဒီလိုမျိုးလှလိုက်တာဟဲ့ဒီမြဝမ်တီဒါဒါဒါဆန်းနိုင်ခွဲမဟေးလိုက်ပိတ်တာမှာနော်မဟုတ်တော့မှာကောင်းကိုစီမိုင်းပြလိုက်တော့ကိုမိုင်းဒါလေးရယ်မိုင်းပေါ်ဒီမှာဒီမြလေးရယ်တင်းနဲ့3 5 6 9 10ဆုံးကောမရဘူးအမလေးအဲ့16ကတော့ဆုံးပေးထားတာမရဘူးတဲ့ရရင်ပေးတယ်နော်မရလို့တကယ်ပါဒီမှာဒီအကြီးရယ်15မရဘူးတဲ့ဘေးအရွှေအထူးပဲရွှေအများကြီးဝင်တာမလို့ဒီအကြီးရယ်နော်မမနော်မဟိုတက်တယ်ဆိုစီပြီးမှာ15မရလို့ချက်ကလေးရ15အဲ့ဒီကကစတမာတော့မပေးလိုက်တာအဲ့ဒီကကစတမာစစ်နေလို့15နဲ့မှုလို့ပြင်မပေးလိုက်တာတဲ့မပေးဥစ္စာတကယ်ကို19သိန်း5000အဲ့ဒါလေပုံမရောင်းတဲ့ဥစ္စာညီမဈေးမရောက်တာအဲ့ပြောင်းစင်းနေမတက်နေပဲမို့လို့တခါလေးရောင်းပေးလိုက်တာချွချင်းလုံးတွေကအမ20ကျော်တယ်ညီမဟိုပြောရင်လည်းမကောင်းဘူးမတို့ရဲ့တိလားချို့စကားကြပြောလို့မရတဲ့ဟာမျိုးရှိရစီးထားတာနေကြောင်အဲ့ဒါကြောင့်ကိုမတွေမဟုတ်ရှာကြည့်ပါနော်ဒီလိုစိုက်မျိုးကြောက်မျိုးနဲ့ဒီလိုမျိုးရွှေအထုမျိုးနဲ့ဒီစင်းနဲ့ရရင်တက်သူလို့ပြောမတို့ညီမပြီးရောင်းမရဒုံးသေးလည်းမဟုတ်ဘူးဒုံးနဲ့ကောက်ပြီးရောင်းတာလည်းမဟုတ်ညီမကိုအောင်ဗရိန်နဲ့ခတ်ပြီးရောင်းတဲ့ပစ္စည်းတွေဒါပုံလေးပြတက်ပုံလေးစားလည်းမရှိတော့ဘူးဒီစကားရင်ပြောတော့ပြောချင်ဒါပေမဲ့ပြလိုက်တာတချို့တွေကမသိရသူရှိလို့တတ်ကိုပြောတာခဲသားနက်ကပြပါမယ်မင်းနဲ့အဲ့လားခဲသားနက်ကကအချက်ကလေးဒါလေးပဲရတော့ဒါလေးရမယ်အချက်ကလေးရယ်ပြမဘီဘီကိုလေစက်ကွန်ရှော့နေစိတ်မမေးလိုက်တော့ပြလိုက်ပိတ်တော့မှာမဟုတ်လို့နော်တဲလေးတို့ဒီကအဲ့လိုဂရိရော်တီးတယ်လိုက်ပြမယ်ဆိုပိတ်မယ်ပဲစိတ်မမေးတော့ဘယ်သက်ပြီလားဟာလေပြောပါသိတာဘယ်နဲ့ပတ်လဲဘယ်နဲ့ပတ်လဲမမတတ်တယ်မဟုတ်တာမနေ့ကဖျက်ချက်ကိုပွားဒီခရမ်းသားလေးရှိတယ်ဒါလေးလည်းလှတယ်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20ဒီခရမ်းသားရှိမယ်ခရမ်းသားပြင်ပါအသေးလေးနော်ပြီးလို့ရှိရင်
မိုးရဆက်1 2 3 4 5 6 7 8 9 10တင်းနှစ်3 4 5 6 9 8 9 10ပြီးရင်ဆက်ဝင်ချက်တဲ့စိတ်မှာမေးပါနော်ဒီဟာလေးရှိမယ်ခရမ်းဆွဲနော်ချက်ကလေးရဒီမှာပြီးဒီမှာချက်ကလေးအရန်လာတော့တင်းနှစ်3 4 5 6 9 8 9 10အသေးလေးဒီမှာဒါလေး3ရက်ပဲပြခဲ့တယ်နော်အသေးနော်3ရက်ပြခဲ့ပါတယ်ရှင်ပြီးမှ screenshot နဲ့ CP လာပြီးလို့ရရနော်အိမ်မိုးခင်ပါလားအိမ်ကျကွင်းအိမ်မိုးခင်ဇူလိုင်နဲ့ဂျွန်ခန်းနော်ချက်သမီးကျော်နမ်ရာမာတန်ကြီးအေးဂျယ်လီလေးအဲ့ဒီမှာငါမခေါ်ရပါဘူးခင်ငါ့နောက်ချိုးလေးအိမ်မိုးခင်လက်ကီလေးလက်ကီအပြည့်မေးရနာဝဒီလေးဒီစမနှစ်ဖွေးတော့လုံးတန်ကြီးအေးထထဝေခိုင်ဟေကိုကိုစင်ရွှေလည်းငင်းစမ်းမွန်သက်ရဒီဦးရွှေကြလက်ခိုင်ချိုကန်းပါရနော်ရွှေမောင်ပီတီရဲ့ဒီစပါနဲ့ပါရနမ်ရာမှာပါရနမ်ရာမှာပါလားတပွိုင်းလက်ခိုင်ဂျက်စမင်တမင်းငယ်လေးဖွေးတော့လုံးပါရနော်ဖြူဖြူဝင်းဖြူဖြူဝင်းဝင်းဖြူဖြူဝင်းအိမနေ့စဉ်နဲ့နော်โอเคဝိုင်းအဲ့ဒါမခေါ်ရဘူးနော်နာမည်လေးမပြပါနဲ့နေ့စဉ်နဲ့မေ့မမေ့ဘူးအမအလုပ်တူလို့ပဲတကယ်မှကိုအမတွေကိုညီမတွေပေးရတိလား ဒီမှာလာတဲ့ဥပဒေ ဟိုကနော်ဘီလီယံကွင်းကိုလာလို့ရှိရင်စိတ်ဆိုးရနော်သူပြောဟာနော်တဲ့ပဲနော်ဝင်းရတယ်သူလည်းပြည့်ကြချာအပြတ်ပေးတယ်မဲလိုက်တာညာနဲ့ဟိုကစီရဲ့နည်းမနေဘူးချက်ချင်းတစ်ခါလေးပေးလိုက်တာအဲ့အကြောင်းစဉ်းစားကကောင်းမယ်ပြောရနော်ပြောရတဲ့အတိုင်းပဲကဲတော့ဘီလီယံကွင်းကိုလာလို့ရှိရင်စိတ်ဆိုးရအကြီးတဲ့အကျက်စိတ်ဆိုးရမဆန္ဒပါရနော်ဆန္ဒဟိုပါရနော်မပါလေတဲ့နော်အဲ့တော့ဆိုင်မှုသူတို့ပါလားသူတို့ဝင်းရတယ်ဆော်ကြီးကဲလိုက်နော်အဲ့တော့ဝေခဏပြောသလိုဘီလီယံကွင်းကိုလိုက်ဆက်ဆိုပါမယ်ကိုယ့်ကိုခိုးဘက်ဝတ်သွားနော်ဘေးမှာအဲ့ဘက်ကိုသွားနော်အဲ့သူပြောဟဲ့နော်ချက်နော်ဆိုင်မို့စုရွှေလိုက်နေပါနော်ဂျက်စမင်နန်းနဒီဆိုင်မို့စုပါဆိုင်မို့စုသူ့ဆောရဝင်ခေလာပြတ်တော့ပါလားအားချင်းမမေအိမဖေးအဲ့ဒါမှနေမှာပေါ့နည်းနည်းဒီပါနော်ရွှေလာငွေလာဖွေးတော့လို့မေတ္တမောဆိုမိုင်းရဟေကိုကိုစင်တင်ကြီးရွှေမောင်ပီတီအဲလက်ခိုင်ရွှေကြဖြူဖြူတင်းချိုလင်းရွှဲလက်ငိမ့်အလင်းငယ်သမီးငယ်လေးဖြူဖြူဝင်းနော်ဖြူတင်းဖြူဖြူဝင်းထွက်ပြမှာဆိုလို့ပြောရနော်ပြီးလို့ရှိရင်နမ်ရာမောင်မေယရနာချက်သမီးကျော်အချစ်မမေလက်ကီအပြည့်စမ်းမွန်တက်ရှင်းတက်ချူချူစမအဲရာစမိုင်လေးပန်းသက်ခင်အိမဆဲလဲချိုချိုအင်ဂျယ်ကွင်းဂျက်စမင်ဂျူလိုက်ဘေဘီထထဝေခိုင်လက်ကီလေးဖွက်တော့ပါကြည့်မလားကြည့်နော်မိုင်းခေါ်နေလက်ကီလေးတူဝဒီလေးမြတ်သူစာလင်းထက်အောင်ဂျွန်ခန်းအိမ်မူးခင်တူမပါသေးလို့ပြောမတွေ့ဘူးနော်ဒီစပါနေပါနော်ခုနကခေါ်တာဂျယ်လီလေးလည်းပါနော်လက်ခိုင်ပါနော်အလင်းငယ်ရောသမီးငယ်လေးနဲ့မဖေးဟာဂျိုခန်အိမ်မိုးခင်ဆန်နာတပွိုင်းနှင်းစီနဲ့လွန်လင်းအောင်ရဒီဦးဂျယ်လီလေးခုနကခေါ်လိုက်တယ်ဟုတ်လားပါတော့နော်ရဒီလေးဒီဇင်ဘာနှင်းဆိုင်မိုးစုနန်းနဲ့ဒီချင်းပြောလိုက်လေအဲဒေါ်မစိန်ဆက်ပြလိုက်ဒေါ်မစိန်โอเคနော်ဒေါ်မစိန်ဒေါ်အပြော့စိန်မဟုတ်ဒေါ်မစိန်ဒေါ်အပြော့စိန်မဟုတ်တဲ့ဒေါ်အမစိန်ပါအရေးချင်းလားဟမ်ဆိုလို့မီဝနေအောင်
ကပ်ပြစီကပ်ပြစီတို့ကပ်ပြလိုက် Hi me hi be my နော်ဘယ်နည်းရောက်လဲအားလုံးမအခုမှဝင်လာရဲ့တွေ့နော်အဲ့ဒါနော်ပြောပြီနော်အေးနော်မကောင်းဖြစ်မှာနော်ကိုသိနော်ပြီးတော့ဘီလီယံခွဲမသွားရင်ထိတ်ဆိုးရနော်အခုမှဝင်လာရဲ့သူတော့ကျွန်မမပြောချင်တော့ဘူးနော်မနော်မကောင်းဖြစ်မှာနော်သူပြောဟာတယ်ဖះတည့်ရကြားတည့်ရနော်ပြီးနောက်မှလိမ့်နေညာရဲဆိုရင်ငရဲကြည့်တတ်တယ်နော်ကျွန်မတကယ်ချစ်တဲ့သူပဲကျွန်မပေးရမို့လို့အဲ့လိုမျိုးနှက်လာဖြူကျွန်မမနှောပြတ်တယ်နော်ကျူလိုက်ပါရနော်ဆော့တော်တော့ကိုလည်းပြင်းရှင်းရမှာချစ်စမြိုင်းတင်ပါလွန်လျောင်းပါတယ်မလားခုနကကျမကြပါစေချမ်းသာကြပါစေဝယ်ရတဲ့ customer တွေအားလုံးလည်းစီးပွားပြတက်ပါလုပ်ငန်းများလည်းဆင်ပြေပါစေတာရင်းရလုံရရောက်ပါစေအခုအပူပေးပြောက်အေးရောက်ပြီးတော့မှဆန္ဒလည်းပေါ်တကြပြီးတော့မှအေးချက်မှုတွေရောက်ရှိပါစေပူလောင်မှုတွေကင်းဝဲပြီးတော့မှနော်ကတိ3ပါးမှလည်းကြော်လွှမ်းနိုင်ကြပါစေဆက်ဆက်ရအရာအားလုံးအဆင်ပြေချုံးပွေပြီးတော့ဘဝကိုကောင်းမွန်စွာပျော်ရွှင်စွာနဲ့ဖြတ်သန်းနိုင်ကြပါစေလို့ဘီလီယံခွင့်မိသားစုကဆုတောင်းမြတ်တာပို့ပါတယ်ရှင်ဘီလီယံခွင့်မိသားစုရဲ့နော်ရိုးသားစူးစားမှန်ကန်တစ္ဆာရှိနဲ့ customer ပေါ်မှာရောင်းချပေးခြင်းအိမ်မှန်ကန်တစ္ဆာစကားကြောင့်ဝယ်ယူတဲ့ customer တွေလည်းရန်တိုင်းထက်ကလည်းပွားများရန်နာတဲ့ကြောင့်ဆက်တော့ကစားနိုင်ကြပါစေများလှူလို့များတုံများပြုံးနိုင်တဲ့တထေးမကြီးများဘီလီယံတထေးမကြီးများထရီလီယံတထေးမကြီးများဖြစ်ကြပါစေလို့ဘီလီယံကွန်ပျူတာစုကဆုမြတ်ကောင်းထောက်တောင်းလိုက်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်